ကမ္မထတရားဘာကြောင့်အထောက်ရတယ်ဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးတော့ဒုက္ခခတ်သိမ်းချုပ်ငြိမ်းစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တရားအထောက်ရတယ်တဲ့အဲ့ဒါကိုနည်းနည်းလေးအကျယ်ချက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဘဝဆိုတာတကယ်စင်စစ်ဒုက္ခမျှတာပဲတဲ့ဘဝဆိုတာဆင်းရဲပါတဲ့ဘာဆင်းရဲတွေရှိတာတော့ဆိုရင်ဘယ်သူမှမငြင်းနိုင်တဲ့ဘလို့မှဦးဇင်းတို့ငြင်းချက်ထုတ်လို့မရတဲ့ဆင်းရဲဒုက္ခတွေရှိတယ်အဲ့ဒါပါလဲဆိုတော့တဖြည်းဖြည်းနဲ့ဒီခန္ဓာကိုယ်ကြီးဟာအိုမင်းလာတယ်ဆွေးလာတယ်ဟောင်းလာတယ်ဘဝရဲ့မကောင်းတဲ့အချက်အဆိုးမြင်တဲ့မျက်လုံးနဲ့ကြည့်တာမဟုတ်ဘူးအမှန်မြင်တဲ့မျက်လုံးနဲ့ကြည့်တာဒါဘယ်သူငြင်းနိုင်မလဲအဲ့ဒါလို့အိုဟောင်းလာတဲ့သဘောဆွေးလာတဲ့သဘောကိုကောင်းတယ်လို့ပြောမလားမကောင်းဘူးလို့ပြောမလားမကောင်းဘူးလို့ပြောရမယ်ပြီးရင်အသုံးများလာချွေရင်းချက်များလာတဲ့စက်တလုံးလုံးဒီခန္ဓာကိုယ်ချွေရင်းချက်တွေတိတ်များလာတဲ့အခါမှာနာကျင်ကြိုက်ခဲလာတာတွေမခံမရနိုင်အောင်ဆင်းရဲဒုက္ခတွေတွေ့လာတယ်ဆိုတဲ့နာကျင်ဒုက္ခမရှိဘူးလားရှိတယ်အဲ့လိုနဲ့ပဲနောက်ဆုံးမိမိမျက်နှိုးရတဲ့ချစ်ရခင်ရတဲ့ပုံကိုယ်တွေမိမိမျက်နှိုးရတဲ့ပစ္စည်းဥစ္စာတွေနောက်ဆုံးမိမိခန္ဓာကိုယ်ကြီးအပါဝင်အားလုံးကိုစွန့်ပစ်ပြီးတော့မသေးခြင်းပဲနဲ့မချိမဆန့်သေးကြရတာပဲမဟုတ်လားဒီအဲ့ဒီအချက်ကိုစဉ်းစားကြည့်ုံမျှနဲ့ဘဝဆိုတာဆင်းရဲဒုက္ခပါဆိုတာသိနိုင်တယ်ဘဝရဲ့ဆင်းရဲဒုက္ခဖြစ်ပုံကိုနားမလည်ကြတဲ့အတွက်ကြောင့်တရားဓမ္မတို့ဦးဇင်းတို့တွေဟာကြမ်းဖန်ပြီးတော့ပြောနေကြတာတော့ရှိတာပေါ့ဟုတ်ရဲ့လားဒါပေမဲ့တကယ်တမ်းစဉ်းစားကြည့်လို့ရှိရင်မိမိမချစ်မနစ်သက်တဲ့ပုဂ္ဂိုလ်တွေနဲ့အတူတူနေရလို့ဖြစ်ရတဲ့ဆင်းရဲတွေမိမိချစ်ခင်နစ်သက်တဲ့ပုဂ္ဂိုလ်တွေနဲ့အတူတူမနေရလို့ဖြစ်ရတဲ့ဆင်းရဲတွေမိမိစိတ်ထဲမှာဖြစ်ကျင်တာတွေမဖြစ်ရလို့ဆင်းရဲရတဲ့ဒုက္ခတွေဒါတွေကောမရှိဘူးလားရှိတယ်အဲ့ဒါလို့မသေးခင်မှာလည်းပဲဒုက္ခအမျိုးမျိုးကြုံပြီးတော့အိုခြင်းနာခြင်းသေခြင်းတရားတွေနဲ့ရောပြောနေတဲ့အတွက်ကြောင့်ဘဝခန္ဓာဆိုတာတကယ်စင်စစ်ဒုက္ခပါတဲ့အဲ့ဒီဒုက္ခတွေဟာဘာကြောင့်ရတယ်လဲဆိုလို့ရှိရင်အရှင်းလင်းဆုံးအလွယ်ကူဆုံးအတူဆုံးပြောရရင်ဘဝဆိုတာရလို့ဒုက္ခတွေရတာပါဒီတဲ့ဘာရလို့ဘာရတယ်ဘဝဆိုတာရလို့ဒုက္ခတွေရတာအဲ့ဒီဘဝဟာဘာကြောင့်ရတယ်လဲဆိုရင်ဘဝရဲ့အမှန်တရားဘဝရဲ့ဆင်းရဲဒုက္ခဖြစ်ပုံကိုမသိနားမလည်တဲ့အတွက်ကြောင့်ဘဝရဲ့ပုံမှာလိုချင်တဲ့မမောတယ်တက်မဲ့တယ်ဆိုတဲ့တဏှာလောဘကြောင့်ဒီဘဝတွေဟာရတာအဲ့ဒီဘဝရဲ့ပုံမှာအမှန်မမြင်တဲ့အဝိဇ္ဇာကိုအခြေခံပြီးတော့တက်မဲ့မောတယ်ဆိုတဲ့တဏှာလောဘရှိနေသေးသမျှဘဝတွေကတော့တဘဝပြီးတဘဝရနေအောင်မှာပဲရခြင်းသည်ဖြစ်စေမရခြင်းသည်ဖြစ်စေရနေအောင်မှာပဲအဲ့လိုရတဲ့အခါမှာကိုယ်စိတ်တိုင်းကြဘဝမျိုးတွေကိုရမှာတော့မဟုတ်ဘူးကိုပြုတ်ထားတဲ့အလုံနဲ့တန်တဲ့ဘဝတွေကိုပဲရမယ်အဲ့ဒါလိုရပြီးတော့မြင့်မြတ်သောဘဝပင်ဖြစ်စေယုံညံ့သောဘဝပင်ဖြစ်စေဘယ်ဘဝပဲဖြစ်ဖြစ်သိခြင်းတရားဖြင့်အဆုံးသတ်ပြီးတော့ပြီးသွားပြန်တာပဲအဲ့ဒါလိုနည်းနဲ့ဘဝရဲ့ပုံမှာမမောတဲ့တဏှာလောဘမကုန်ခန်းသေးသမျှကောင်းတယ်လို့ပဲပြောပြောဆိုးတယ်လို့ပဲပြောပြောဒါကအပေါ်ယံအပြောပေါ့လေအရိယသစ္စာဉာဏ်မြင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒုက္ခသစ္စာသာဖြစ်တဲ့ဒီဘဝတွေဟာရနေအောင်မှာပဲတဘဝပြီးတဘဝရနေအောင်မှာပဲအဲ့ဒီဘဝဆိုတဲ့ဒုက္ခကလွတ်မြောက်ဖို့အတွက်ဒီကမ္မထံတရားကိုကြိုးစားအထောက်ကြရတာတဲ့ဒါကတော့အမြင့်ဆုံးရည်ရွယ်ချက်ပေါ့လေကမ္မထံတရားကိုကြိုးစားအထောက်လို့ယောဂပျောက်ကင်းတာတွေရှိတယ်စိတ်ချမ်းသာမှုတွေဖြစ်တာရှိတယ်စိတ်ဆင်းရဲစရာတွေကျုံလာတဲ့အခါမှာစိတ်ထဲမှာတက်တောင့်တက်တာနေနိုင်တဲ့စွမ်းရည်တတ္တိတွေလည်းရှိတယ်လောကဓာတ်တရားတွေကိုပြုံးပြုံးလေးရင်ဆိုင်နေတဲ့အနေအထားတွေလည်းရှိတယ်အဲ့ဒါလို့အကျိုးတရားတွေကိုမျှော်ကိုပြီးတော့ကမ္မထာတရားကိုအထောက်ကြတာလည်းရှိတယ်ဒါကလည်းပဲ1000တောင်ပေးနိုင်တယ်ဆိုမှတော့တစ်ကြက်တို့30တို့ဆိုတာမပေးနိုင်ဘူးလို့ပြောနိုင်မလားမပြောနိုင်ဘူးအဲ့ဒီအကျိုးတွေကတော့တေချာပေါက်ရနိုင်တာပေါ့နော်ဒါပေမဲ့တကယ်ရည်ရွယ်ချက်ထားပြီးတော့လုပ်ရမှာကဥခြင်းနာခြင်းသိခြင်းကလွတ်ကင်းတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ဖို့အတွက်ကမ္မထာတရားကိုကြိုးစားအထောက်ကြရမှာအဲ့တော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးတော့ဒုက္ခခတ်သိမ်းချုပ်ငြိမ်းစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကမ္မထာတရားအထောက်ရမယ်လို့အတူချုပ်တာဦးဇင်းတို့ပြောခဲ့တယ်နော်ဒီနေရာမှာတရားဓမ္မတို့ဦးဇင်းတို့ဘ
ဝရဲ့အပေါ်မှာဒုက္ခဆိုတဲ့အမြင်ကိုမြင်ထားတဲ့ပုဂ္ဂိုလ်ဒီကမ္မထတရားအားထုတ်တဲ့နေရာမှာပို့ပြီးတော့လေးနဲ့တယ်။ဘာလို့ဆိုသူကဒီဒုက္ခကလွတ်မြောက်ဖို့သူကယုံတာကိုကဘဝရဲ့အပေါ်မှာဒုက္ခလို့မမြင်မဲနဲ့တာမန်စိတ်နဲ့ကမ္မထတရားအားထုတ်မယ်ဆိုလို့ရှိရင်ဒါကသိပ်ပြီးတော့လေးနဲ့တဲ့အတိတ်ပဲမရှိဘူး။ဒီနေရာမှာမာစီစတော်ဘုရားကြီးပြောထားတဲ့ဥမာလေးတစ်ခုကတော်တော်ကောင်းတယ်။ဆရာတော်ကြီးကဗာပေးထားလဲဆိုတော့ဥပမာကအင်မတန်ဆင်းရဲနွမ်းပါတဲ့အင်မတန်ခေါင်တဲ့အစာရည်သာလည်းအင်မတန်ရှားပါတဲ့အင်မတန်ကိုချွတ်ချုံကြတဲ့အရက်ဒေသမှာတချို့လူဖြစ်ကြတာရှိတယ်ဟုတ်လားဒါပေမဲ့အဲ့ဒီအရက်ဒေသမှာလူဖြစ်တဲ့လူတွေဟာသူတို့ရက်ဒေသမှာပဲသူတို့ပြောနေတာပဲဘာလို့သူတို့အဲ့ဒီအရက်ဒေသဒီလောက်ဆင်းရဲတဲ့ရေမရှိဘာမရှိတော်တော်ကိုဆင်းရဲတဲ့အသက်ဝေးဝမ်းမှုခေါင်းပါတဲ့နေရာမှာဘာကြောင့်သူတို့နေနိုင်တယ်လဲနံပါတ်1အချက်ကသူတို့အရက်ဒေသရဲ့အပြစ်ဆင်းရဲခြင်းအကြောင်းတရားကိုပြည့်ပြည့်စုံစုံမသိခြင်းကအကြောင်းတစ်ချက်နောက်တစ်ချက်ကသူတို့အရက်ဒေသတဲ့အင်မတန်ตาယာဝပြောတဲ့ချမ်းသာတဲ့အရက်ဒေသကိုအဲ့ဒီအရက်ဒေသရဲ့အကြောင်းကိုလည်းပဲမသိတာကတစ်ချက်အကြောင်းတစ်ချက်ရှိတယ်နော်ကိုယ်နေရာရဲ့မကောင်းတာကိုမသိတာကတစ်ချက်တို့နေရာထက်ကောင်းတဲ့နေရာတွေအများကြီးရှိတယ်လို့အဲ့ဒီကောင်းတဲ့နေရာတွေရဲ့အကြောင်းကိုမသိတာကလည်းတစ်ချက်တဲ့အဲ့ဒီအချက်ကြောင့်သူတို့ရဲ့ဆင်းရဲတဲ့အရက်ဒေသကနေမခွာနိုင်ကြတာအဲ့ဒါလိုပဲတရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေဟာလည်းပဲနိဗ္ဗာန်ချမ်းသာကိုဘာကြောင့်မျက်မှောက်မပြုရတာလဲဒီဒုက္ခဒီဘဝတွေကိုဘာကြောင့်စွန့်မသွားနိုင်သေးတာလဲဆိုလို့ရှိရင်ကိုယ့်အရက်ဒေသရဲ့အပြစ်အနာစာကိုမမြင်တဲ့အင်မတန်ဆင်းရဲတဲ့လူတစ်ယောက်လို့ဘဝခန္ဓာရဲ့ဒုက္ခတွေကိုမမြင်တာကလည်းတစ်ချက်ပေါ့နောက်ပြီးတော့ဘဝခန္ဓာဒုက္ခသစ္စာထက်အင်မတန်မွန်မြတ်တဲ့နိရောဓသစ္စာနိဗ္ဗာန်ချမ်းသာကိုမမြင်တာကလည်းတစ်ချက်တဲ့ပိဿတို့သဘောပေါက်မယ်ထင်ပါတယ်နော်အေးအဲ့ဒီအချက်တွေကြောင့်တရားဓမ္မတို့ဦးဇင်းတို့တွေဟာဒီဘဝတန်တရားကလွတ်မြောက်ကြောင်းကမ္မထံတရားတွေကိုအားထုတ်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ရအတွက်အလုံးမလုံးကြတာပဲဟုတ်ရဲ့လားဒါကြောင့်ဒီနေရာရဲ့မကောင်းပုံကိုလည်းသိရမယ်ဟိုနေရာရဲ့ကောင်းပုံကိုလည်းသိရမယ်နှစ်ချက်မရှိဘူးလားရှိတယ်နော်ဒါကြောင့်ကမ္မထံတရားအားထုတ်တယ်ဆိုတာအဓိကရည်ရွယ်ချက်ကအင်မတန်ဆင်းရဲတဲ့ဒီဘဝဒီခန္ဓာဒီတန်တရားကလွတ်မြောက်ပြီးတော့ဒီလိုဘဝခန္ဓာဒုက္ခမျိုးမရှိတဲ့ချုပ်ငြိမ်းရာဒုက္ခချုပ်ရာနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့အတွက်ကမ္မထံတရားကိုအားထုတ်ရတာဒါတဲ့ဦးဇင်းတို့လူငယ်တွေနားလည်အောင်ပြောရရင်တော့ဒုက္ခမှန်သမျှသည်အစင်မပြေမှုမှန်သမျှသည်ဆင်းရဲမှုမှန်သမျှသည်လောဘဒေါသမောဟဆိုတဲ့ကိလေသာတရားတွေကြောင့်ဖြစ်တယ်ဆိုတာလောက်တော့တချို့လူငယ်တွေလည်းသဘောပေါက်ပြီးသားဖြစ်မယ်ထင်တယ်လောဘတွေသိကြီးလာတယ်မောတယ်စိတ်ထဲမှာအလိုဆန္ဒတွေလွှမ်းမိုးနေလို့ရှိရင်လောရကံရလို့မောတာကိုမဆိုသေးဘူးဟုတ်ရဲ့လားအလိုဆန္ဒတွေနဲ့ဆာလောင်မှုတ်သိမ့်နေရင်ကိုပဲဆင်းရဲရတယ်ဒေါသဖြစ်တယ်ဆိုတာကတော့အင်မတန်ကိုဆင်းရဲတယ်ဆိုတာထင်ရှားတယ်ဟုတ်လားစိတ်ထဲမှာအင်မတန်ပူလောင်ရတယ်ဒေါသသိပ်ကြီးလာရင်ငိုရတဲ့အဆင့်ကိုမရောက်ဘူးလားရှိတယ်ရောက်တယ်အဲ့လိုပဲတွေးမိုင်မဲမှုမောဟဒီလောဘဒေါသမောဟဆိုတဲ့ကိလေသာတရားတွေဟာအမျိုးမျိုးသောဒုက္ခတွေကိုဖြစ်စေတယ်နောက်ဆုံးအပြောမားတွေအပြုမားတွေဖြစ်စေပြီးတော့အဲ့ဒီဆိုးရတဲ့ကံတွေကြောင့်အပယ်လေးပါးကိုမပို့နိုင်ဘူးလားပို့နိုင်တယ်အဲ့တော့ဒုက္ခမှန်သမျှသည်လောဘဒေါသမောဟကိလေသာတရားကြောင့်ဖြစ်တယ်ဒီကမ္မဋ္ဌာန်းတရားကိုအားထုတ်ခြင်းအပြင်လောဘဒေါသမောဟဆိုတဲ့ကိလေသာတရားတွေအ ਨੇ ဆုံးတော့နည်းသွားနိုင်တယ်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းနည်းသွားတယ်ဆိုရင်ဒုက္ခတွေကနည်းမသွားပြီဘူးလားနည်းသွားပြီနောက်ဆုံးတကယ်ပေါက်မြောက်အောင်မြင်တယ်ဆိုရင်အဲ့ဒီကိလေသာတရားတွေချုပ်သွားတဲ့အဆင့်ကိုမရောက်ပြီဘူးလားဒါကတော့သူ့အပိုင်းလေးနဲ့သူပိုင်းပြီးတော့ချုပ်မှာပေါ့ဟုတ်လားအဲ့လိုဒုက္ခဖြစ်ခြင်းရဲ့အကြောင်းဖြစ်တဲ့ကိလေသာတရားတွေချုပ်ပြီဆိုရင်တော့မိမိတို့ဆက်စုပ်တဲ့မလိုချင်တဲ့ဒုက္ခတွေကိုသူ့ပိုင်းနဲ့သူချုပ်မသွားပြီဘူးလားအေးကိလေသာနည်းရင်နည်းသလောက်ဒုက္ခနည်းမှာပဲကိလေသာများရင်များသလောက်ဒုက္ခများမှာပဲဟောဒီကမ္မဋ္ဌာန်းတရားကိုအားထုတ်ရခြင်းသည်လောဘဒေါသမောဟဆိုတဲ့ကိလေသာတရားတွေကိုနည်းရာကနေနောက်ဆုံးချုပ်ပြောက်သွားစေနိုင်တဲ့အစွမ်းရှိတယ်။ဒါကြောင့်ကိလေသာနည်းအောင်ကိလေသာချုပ်အောင်ကမ္မဋ္ဌာန်းတရားကိုအားထုတ်ရတာပါလို့ပြောရင်ပိုမရှင်းဘူးလား။ရှင်းတယ်။ဟုတ်ရဲ့လား။ဒါကြောင့်ကမ္မဋ္ဌာန်းတရားဘာကြောင့်အားထုတ်ရတယ်လဲလို့မေးရင်လွယ်လေးပြောတတ်ပါစေ။ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့ကိလေသာတရားတွေချုပ်ငြိမ်းဖို့အတွက်ကမ္မဋ္ဌာန်းတရားကိုအားထုတ်ရတာပါလို့ဟုတ်ရဲ့လားကိလေသာချုပ်မှဒုက္ခချုပ်မှကိလေသာချုပ်တဲ့အဆင့်ကိုမရောက်သေးတောင်မှ
ကိလေသာကိုနည်းအောင်လျှော့နိုင်ရင်ဒုက္ခဟာလျော့မသွားပြီဘူးလားလျော့သွားနိုင်တယ်အဲ့ဒီအချက်ပြီးရင်ဦးဇင်းတို့ရှင်းသွားမယ်နော်ကမ္မဋ္ဌာန်းတရားအထုတ်လို့လောဘဒေါသနည်းနိုင်တယ်ဆိုတာကိုပိဋကပေါင်းသူတော်ကောင်းတို့ဘလို့မှလက်မခံလို့မရအောင်ကိုရှင်းလင်းတဲ့အချက်တွေရှိတယ်ဟုတ်ရဲ့လားအခုကတော့ဦးဇင်းတို့ကသူ့ပိုင်းလေးနဲ့သူပြောနေတာဟုတ်ရဲ့လားဒါကြောင့်နံပါတ်1ကမ္မဋ္ဌာန်းတရားဘာကြောင့်အားထုတ်ရတယ်လဲလို့မေးရင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးတော့ဒုက္ခခတ်သိမ်းချုပ်ငြိမ်းစေဖို့ထွတ်ထက်လွယ်လွယ်ပြောရရင်တော့ဒုက္ခတွေဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့ကိလေသာတရားတွေနည်းပြီးတော့ထိုမှတစ်ဆင့်ပပျောက်ပြီးတော့ဒုက္ခတွေနည်းပြီးတော့ထိုမှတစ်ဆင့်ဒုက္ခတွေချုပ်သွားစေဖို့ဆိုတဲ့ရည်ရွယ်ချက်ဖြင့်ကမ္မဋ္ဌာန်းတရားကိုအားထုတ်ရပါတယ်လို့အဲ့လိုနားလည်ရမယ်ဒါအခြေခံအကြဆုံးအကြောင်းပဲဟုတ်ရဲ့လားအေးဒါကမ္မဋ္ဌာန်းတရားအားထုတ်ရခြင်းရဲ့အကြောင်းနောက်ပြီးတော့ဦးဇင်းတို့ကမ္မဋ္ဌာန်းတရားကိုဘယ်လိုအားထုတ်ကြမလဲတဲ့နော်အားထုတ်တဲ့နည်းဒါလူငယ်တွေအတွက်ပဲဦးဇင်းတို့အဓိကရည်ရွယ်ပြီးတော့ပြောမှာပါဟုတ်လားအဲ့တော့ဒီအပိုင်းကိုတော့နည်းနည်းလေးအာယုံစိုက်ပြီးတော့နားထောင်မှဖြစ်မယ်နော်ကမ္မဋ္ဌာန်းတရားဘယ်လိုအားထုတ်ကြမလဲတဲ့ဦးဇင်းတို့ဘာဝနာတရားဆိုတာအကြံဉာဏ်အဖြစ်2မျိုးရှိတယ်သမထဘာဝနာဝိပဿနာဘာဝနာပြောကြည့်သမ်းပါဗျာသမထဘာဝနာရဲ့ဝိပဿနာဘာဝနာရဲ့တဲ့သမထဘာဝနာကိုအရင်ရှင်းပြမယ်သမထဘာဝနာဆိုတာကဦးဇင်းတို့ကမ္မထံ40တောင်ရှိတယ်ဆန့်ကျင်ဘက်និဝရဏတရားတွေကိုငြိမ်းပြီးတော့စိတ်ရဲ့တည်ငြိမ်မှုကိုရစေတဲ့အလုပ်ပေါ့သမထဘာဝနာဆိုတာအဲ့ဒါကမ္မထံတရား40ဆိုတာလည်းပဲပိဿပေါင်းသူတော်ကောင်းတို့ကြားဖို့ကြမယ်ထင်ပါတယ်အကြမ်းမြင်လေးတော့ပြောမယ်ဟုတ်ရဲ့လားအဲ့ဒါဘာတွေတုံးဆိုတော့ကတိုင်း10ပါးပြီးတော့ဦးဇင်းတို့အတုပဘာဝနာ10ပါးအနုတ္တိ10ပါးဇမဝိဟာရတရား4ပါးအရုပတရား4ပါးစတုဓာတုဝဝထံက1ပါးအာဟာရပฏิကူလတင်ညာက1ပါးကဲဒီလိုပြောသွားတော့လူငယ်တွေကနားလည်မှာမဟုတ်လားနော်ဒါပေမဲ့ဒါအရေးတွက်လေးတော့ဦးဇင်းတို့ပြောမယ်ဟုတ်လားအေးအဲ့ဒါကမ္မဋ္ဌာန်းတရား40ပဲမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဗြဟ္မဝိဟာရတရားလဲကမ္မဋ္ဌာန်းတရား40ထဲမှာမပါဘူးလားပါတယ်အာနာပါနဆိုတာအဲ့ဒါအနုတ္တိ10ပါးထဲပါတာပေါ့ဗုဒ္ဓအနုတ္တိကနေစပြီးတော့ဟောထားတဲ့အနုတ္တိ10ပါးထဲပါတာပေါ့နောက်အတုပ10ပါးဆိုတာကတည်ဆုံးပြီးတဲ့နောက်အမျိုးမျိုးဖောက်ပြန်နေတဲ့အလောင်းကောင်တွေကိုကြည့်ပြီးတော့ကမ္မဋ္ဌာန်းပွားများတဲ့နည်းပေါ့ဒီနေရာမှာဦးဇင်းတို့နည်းနည်းလေးပြောချင်တာကဒီသမထဘာဝနာဒီကမ္မဋ္ဌာန်းတွေကိုကြိုးစားအထုတ်လို့ဘယ်လိုဖြစ်ပေါ်လာနိုင်တယ်လဲဆိုတာလေးဘ ഹു တုဒပြောပြမယ်လူငယ်တွေကိုတချို့ကဒါကိုစမ်းကြည့်ခြင်းတဲ့လူဒီထဲမပါဘူးလို့ပြောနိုင်ဘူးနော်အေးဆိုကြပါစို့ကတိုင်း10ပါးထဲမှာပထမပထဝီကတိုင်းကတိနဆိုတဲ့ပါဠိစကားကိုကတိုင်းလို့ဘာသာပြန်တာပါဟုတ်ရဲ့လားပထဝီကတိုင်းဒီပဂတိမြေကြီးကိုပဲဖြစ်စေပြုပြင်ထားတဲ့မြေခွက်ကလေးပေါ့ဝိုင်းဝိုင်းကလေးအဲ့ဒါမြေကြီးတွေတုတ်ထားတာဟုတ်လားအဲ့ဒီမြေခွက်ကလေးကိုစအားထုတ်လို့ရှိရင်ဘယ်လိုအားထုတ်ရမလဲဆိုတော့ဒါကိုမျက်စိကိုဖွင့်ပြီးတော့သူ့ကိုပဲစိုက်ကြည့်နေရမယ်စိတ်ထဲကလည်းဒါပထဝီမြေကြီးလို့ပဲအောက်မိနေရမယ်ဒီပြင်အတွေးတွေလာရင်ဒီပြင်အတွေးတွေကိုလက်မခံမဲနဲ့တွေးပြီးရင်အဲ့ဒီအတွေးကိုလည်းဂယုမစိုက်ဖဲနဲ့ဒီကိုပဲစိတ်ကထပ်ပြီးတော့စိုက်ရမယ်မြေကြီးဒါကိုပဲမျက်စိကကြည့်နေရမယ်အဲ့ဒါအဖမ်းမှအထက်ကြည့်ရမယ်အဲ့လိုကြည့်ပါများရင်ဘာဖြစ်လာတော့ဆိုတော့နောက်တော့မျက်စိမှိတ်ထားရင်တော့အဲ့ဒီမြင်ကွင်းလေးကမှိတ်ထားပြီမဲ့လို့စိတ်ထဲမှာရှိနေတယ်သဘောပေါက်လားမျက်စိမှိတ်ထားပြီမဲ့လို့အဲ့ဒီမြင်ကွင်းလေးပါလေရှိနေတယ်အဲ့ဒါကိုဥက္ကဟနမိတ်လို့ခေါ်တယ်တဲ့အဲ့ဒီအချိန်မှာအဲ့ဒီဟာမြင်ကွင်းကိုမျက်စိနဲ့မကြည့်တော့ဘူးမှိတ်ထားသောမျက်စိဖြင့်အဲ့ဒီမြင်နေရတဲ့အာယုံလေးကိုပဲအဖမ်းမှန်ထက်ပထဝီလို့အာယုံပြုနေမယ်အဲ့ဒီအချိန်မှာဒီအာယုံလေးပျောက်သွားတယ်ဆိုရင်စောစောကမြေကြီးကိုမျက်စိဖွင့်ပြီးတော့ပြန်ကြည့်ဟုတ်လားပြန်ကြည့်ပြီးတော့မျက်စိမိတ်ထားမြင်နေပြီဆိုလို့ရှိရင်တခါမျက်စိမိတ်ပြီးတော့အဲ့ဒါလေးကိုအာယုံပြုတ်ပြီးတော့ဒီပြင်ဘာစိတ်မှမဝင်သေးပဲနဲ့တကယ်လို့ဝင်လာရင်လည်းမတတ်နိုင်ဘူးပေါ့လေအဲ့ဒါကိုထားလိုက်ဒီကိုပဲထားအဲ့ဒီဝင်လာကိုစိတ်ဝင်စားဘူးဒီကိုပဲပြန်ပြီးတော့စိတ်ကိုသိမ်းစီပြီးတော့လှုပ်အဲ့ဒါစောစောကမြင်နေတဲ့ဒီအာယုံဒီအဝိုင်းကလေးကနောက်တော့မြင်မှများတော့စိတ်နဲ့ကြည့်ပါများတော့အယောင်တွေတောင်ထွက်လာတယ်တဲ့မျက်စိထဲမှာသိလားအဲ့ဒါကိုဦးဇင်းတို့ပฏิဘာဂနမိတ်လို့ခေါ်တယ်အယောင်ထွက်လာတဲ့တန့်ရှင်းလာတဲ့ပေါ့ကမ္မထာနမိတ်ကလေးကဟုတ်လားအဲ့ဒါကိုပဲထက်ပြီးတော့ကြည်နေရင်နောက်တော့ဘာဖြစ်တုံးဆိုတော့ဦးဇင်းတို့ဥပ္ပဇာရသမารိရပြီးတော့နောက်တော့စာလိုပြောနေတာနော်အပ္ပနာသမารိဆိုတာကဇံစိတ်တွေဖြစ်တာဝိတေဝိဇာရပိတိဒုက္ခဧကကတာသီလရှင်နေဆိုရင်သိလိမ့်မယ်သိလားကြံစီခြင်းသုံးသပ်ခြင်းစိတ်နှလုံးမှာဝမ်းမြောက်ခြင်းချမ်းသာခြင်း
နောက်ငြိမ်းကြသွားတယ်ဆိုတဲ့ဦးဇင်းတို့တမာတိဧကဂတပေါ့အဲ့ဒါဆိုရင်ဒါပထမဇန်လို့ခေါ်တယ်စိတ်ကအင်မတန်ကိုငြိမ်သွားတယ်အဲ့ဒီဇန်က၄မျိုးလောက်ရှိတယ်၅မျိုးဟောတာလည်းရှိတယ်နောက်ဝိတဝိဇာရကကျမ်းတယ်ကွာဆိုပြီးတော့နောက်ပီတိဒုက္ခဧကဂတပဲကျန်တယ်ဒုတိယဇန်ကြတော့ဆင်းရဲနေရတာသုံးသက်နေရတဲ့စိတ်ကိုမရှိတော့ဘူးတော်တော်နူးညံ့သွားတယ်နောက်ပီတိဖြစ်ရတာကိုကျမ်းတယ်ဒုက္ခနဲ့ဧကဂတဟောနှစ်ခုပဲကျန်တယ်အဲ့ဒါလိုမျိုးပေါ်လျှော့လျှော့သွားပြီးတော့ဇန်ဘယ်နှပါတော့၄ပါးဟုတ်ရလားအဲ့ဒီဇန်တွေကိုဦးဇင်းတို့နိုင်နှင်းလာပြီဆိုလို့ရှိရင်အဘိညာဉ်တကူလိုင်းကိုလိုက်လို့ရတယ်အဲ့ဒီဇန်တွေကိုဦးဇင်းတို့စာလို့ပြောရင်တော့ဝတိဘောနိုင်နှင်းတယ်ခေါ်တာပေါ့နော်ဘယ်အချိန်ထိငါဝင်စားမယ်ဒီဇန်ကိုဆိုလိုတာကဘယ်အချိန်ထိဒီတည်ငြိမ်တဲ့စိတ်ကလေးကိုဖြစ်အောင်ကြိုးစားမယ်တဏှာကြီးဖြစ်အောင်လုပ်မယ်နှစ်နာရီဖြစ်အောင်လုပ်မယ်စတုထဇန်ကနေပထမဇန်ကိုရောက်မယ်ပထမဇန်ကနေတတိယဇန်ကပောက်တိကပောက်ချဖြစ်ရင်လို့ဖြစ်အဲ့ဒီဥစ္စာကိုကြိုက်တယ်လို့ကိုလုံနိုင်တဲ့နိုင်နှင်းသွားတယ်ပေါ့အင်မတန်ကျွမ်းကျင်တယ်လို့ပဲပြောကြပါစို့အဲ့ဒါလိုကျွမ်းကျင်အောင်လုပ်ရင်အဲ့ဒါအဘိညာဉ်လိုင်းကိုလိုက်လို့ရတယ်အဲ့ဒါအဘိညာဉ်နီးဆိုတာတွေကတော့အင်မတန်ကျေပြတ်ပါတယ်ဒါကတော့ပေးတဲ့လို့84လာဖို့ပေါ့လေဟုတ်ရလားအဲ့ဒါတယောက်တည်းနဲ့အများကြီးဖြစ်နိုင်နေတဲ့ဣတိဝိဒဒိဗ္ဗသောတနတ်တို့ရဲ့နားကဲ့သို့ကြားနိုင်နေတဲ့နော်စေတောပရိယသူများရဲ့စိတ်ကိုသိနိုင်နေတဲ့ပုဗ္ဗေနိဝါဒနုတ္တိဖြစ်ခဲ့ပြီးသားဘဝတွေကိုပြန်ပြီးတော့သိနိုင်နေတဲ့ဒိဗ္ဗစက္ခုဟုတ်လားနတ်တို့ရဲ့မျက်စိလိုမြင်နိုင်နေဒါတွေတကယ်ရတဲ့လူတွေလောကကြီးမှာရှိတယ်ကိုဘာမှလုံးမကြည့်ပဲနဲ့စိတ်ထဲကနေပြီးတော့ညှင်းဆန်နေမယ်ဆိုရင်တော့ဒါမတတ်နိုင်ဘူးပေါ့လေနော်ဒါကတော့လူဆိုတာတော့အမျိုးမျိုးရှိတာပေါ့အဲ့တော့ဦးဇင်းတို့ဒီနေရာမှာဇန်ကနေဆက်သွားရင်အဘိညာဉ်လိုင်းပေါ့အဲ့ဒီဇန်ဆိုတဲ့တရားဟာဘာလဲဆိုရင်ဆန့်ကျင်ဘက်និဝရဏတရားတွေကိုရှုမြိုက်တဲ့လို့ဇန်လို့ခေါ်တာဆိုကြပါစို့အဲ့ဒီတီးငိမ့်နေတဲ့အချိန်မှာကာမိသန္တာនិဝရဏဆိုတဲ့ကာမဂုဏ်အာယုန်တွေကိုလိုလားတဲ့စိတ်မရှိဘူးနော်ဗျာဝါဒនិဝရဏဆိုတဲ့ဒေါသမရှိဘူးဌိနမိတ်တនិဝရဏဆိုတဲ့ထိုင်မိုင်းပြင်းကြီးလေးကန်တဲ့သဘောမရှိဘူးဥဒိစ္စကုက္ကုစလို့ဆိုရတဲ့ပြန့်လွင့်ခြင်းပြုပြီးသားအကုသိုလ်မပြုရသေးတဲ့ကုသိုလ်တွေနဲ့ပတ်သက်ပြီးတော့ပူပန်နေဆိုတဲ့သဘောမရှိဘူးဝိသိကိစ္စဆိုတဲ့ယုံမှန်းတန်တရားမရှိဘူးဒါကဦးဇင်းကလွယ်လွယ်လေးပြောလိုက်တာဒီဇံကိုမရခင်မှာတော့အဲ့ဒီ၅ပါးနဲ့ကိုနင်လားငါလားနှစ်ပန်းလုံးပြီးတော့အပြိုင်ကျဲပြီးတော့မှဒီဇံလေးရရတာဆိုကြပါစို့ခုနတုန်းကပထဝီလို့ကြည်နေတဲ့အချိန်မှာကာမိသန္တာនិဝရဏကာမဂုဏ်အာယုံကိုလိုချင်တဲ့စိတ်ပေါ်လာရင်အဲ့ဒီပထဝီဆိုတာလေးရှိအောင်မလားရှိတော့ဘူးဟုတ်ရဲ့လားတကယ်လို့အဲ့ဒီစိုက်ထားတဲ့စိတ်ကလေးငြိမ်းနေတဲ့အချိန်မှာကောဒီនិဝရဏတရားတွေရှိလားမရှိဘူးအဲ့ဒါကိုဦးဇင်းတို့ဒါသမထနီးအားထုတ်တယ်လို့ဆိုတယ်ဒါအကျဉ်းပြပြောတာနော်ဆိုကြပါစို့အာနာပါနအားထုတ်မယ်ဆိုလို့ရှိရင်လည်းပဲအာနာပါနဒီနှာသီးပြားနဲ့ဝင်လေထွက်လေထိခိုက်ရအရက်ကိုစိတ်ဆိုင်ပြီးတော့ဝင်ရင်ဝင်တယ်လို့သိထွက်ရင်ထွက်တယ်လို့သိအကျဉ်းပြလေကဗိုက်ထဲဝင်သွားတာကိုစိတ်ကဗိုက်ထဲထိလိုက်เสียမလို့ဘူးလေကပြင်မဲ့ထွက်သွားတဲ့အခါမှာစိတ်ကပြင်မဲ့ထွက်သွားเสียမလို့ဘူးစိတ်နဲ့လေနဲ့နှာသီးပြားနဲ့ထိခိုက်တဲ့နေရာလေးဦးဇင်းတို့လွှတ်ဆွဲတဲ့အခါမှာလွှတ်နဲ့တက်သားတုံးနဲ့ထိတဲ့နေရာကိုပဲစိုက်ပြီးတော့ကြည့်တယ်လို့မျိုးပေါ့အဲ့ဒါလို့အာထုတ်ပါများရင်သူကလည်းပဲဒီနှာသီးပြားမှာအမျိုးမျိုးသောအာယုန်နမိတ်တွေထင်းလာတယ်တယောက်နဲ့တယောက်တင်ညာကွဲတဲ့အတွက်ကြောင့်နမိတ်ကတော့မတူဘူးလို့ဆိုတယ်တချို့ကြတော့ကျေတွေတချို့ကြတော့လှကလေးလူတချို့ကြတော့မီးခိုးမှွေကလေးလူတချို့ကြတော့ဒုတ်ချောင်းကလေးလူအဲ့ဒီနမိတ်တကယ်မရှိဘဲနဲ့ထင်းလာတဲ့နမိတ်နော်အဲ့ဒါကိုစိတ်နဲ့ဒီနမိတ်ကိုပဲကြည့်တဲ့အခါမှာခုနကလိုပဲသူကလည်းဇံရနိုင်တာပဲအာနာပါနကဟုတ်လားအေးအဲ့ဒါလို့ဦးဇင်းတို့သမထဘာဝနာကိုပွားများလို့ရှိရင်သေလို့ရှိရင်ဇံလက်ရှိနဲ့သေရင်ပြမဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒီပြမကြီးတွေပြန်ပြီးတော့သေတဲ့အခါနတ်ဖြစ်နိုင်တယ်လူဖြစ်နိုင်တယ်ပြီးရင်ငရဲလဲကြားနိုင်နေတာပဲဆိုလိုတာကဒီသမထဘာဝနာတက်တက်ဖြင့်ဒုက္ခခတ်သိမ်းမငြိမ်းနိုင်ဘူးဆိုတာကိုပြောတာဘိသက်တို့သဘောပေါက်လားအေးဒါကြောင့်ဦးဇင်းတို့ဘာဝနာဘယ်နှမျိုးရှိတော့2မျိုးနော်ဒါသမထဘာဝနာနောက်ပြီးတော့ဘာလာမတော့ဝိပဿနာဘာဝနာသမထဘာဝနာသည်ငြိမ်းချမ်းယုံမျှဗြဟ္မပြည်ရောက်ယုံမျှဒါပဲဟုတ်ရဲ့လားဒါပေမဲ့သူ့ကိုလက်နဲ့တစ်ခုအနေအကြောင်းပြုပြီးတော့ဝိပဿနာကမ္မထံပွားများတဲ့နေရာမှာဝိပဿနာဘက်ကိုလှည့်ပေးနိုင်ရင်တော့အင်မတန်စွမ်းတဲ့သူကအစွမ်းတတ္တိတစ်မျိုးဖြစ်သွားတယ်အဲ့ဒါကိုပြီးတော့ပေါင်းပြီးတော့ပြောမယ်သိလားခုသမထကြီးတက်တက်ဖြင့်ဒုက္ခခတ်သိမငြိမ်းနိုင်ဘူးဘာလုံးမှဒုက္ခခတ်သိငြိမ်းပါလဲဆိုလို့ရှိရင်ဝိပဿနာဘာဝနာကိုပွားများမှဒုက္ခခတ်သိငြိမ်းပါဒီနေရာမှာပိသက်တို့နားမယောင်သေးနဲ့နော်ဝိပဿနာကလည်း2မျိုးရှိတယ်
ဟောလာပြန်ပြီနော်သမထကတော့ခုနကတစ်မျိုးတည်းပြောသွားဟုတ်လားဝိပဿနာဘယ်နှမျိုးရှိလဲနှစ်မျိုးရှိတယ်အဲ့ဒါကဘာလဲဆိုတော့စောတော်တုန်းကအာထုတ်ခဲ့တဲ့သမထကိုအခြေခံပြီးတော့ဝိပဿနာဘက်ကိုတက်တဲ့သမထယာနိကနေအဲ့ဒီသမထလုံးဝမပါဘဲနဲ့တက်ဝိပဿနာကြီးရှုပြီးတော့သွားတဲ့သုဒ္ဓဝိပဿနာယာနိကနေဆိုပြီးတော့ဝိပဿနာကနှစ်နည်းရှိတယ်ဆိုလိုတာကဇန်ချမ်းသာကိုရအောင်လုပ်ပြီးတော့ခုနတုန်းကနော်သမထနီးနဲ့ဇန်ရအောင်လုပ်လိုက်တယ်ပေါ့လုပ်ပြီးရင်သူကအဲ့ဒီဇန်ကထအဲ့ဒီဇန်ကိုအနိစ္စဒုက္ခအနတ္တရှုတယ်ဒါထက်နည်းနည်းလေးအကျေပြောရရင်တော့ဝိပဿနာနည်းကိုအထုတ်မဲ့ပုဂ္ဂိုလ်ဒီတဲ့အခြေခံအဖြစ်ပုဂ္ဂိုလ်တ attva ငါသူတစ်ပါးယောက်ျားမိန်းမမရှိဘူးယုတ်တနန္တအဖက်ရှိတယ်လို့သိရမယ်တဲ့အဲ့ဒီယုတ်တရားနံတရားတို့သည်အကြောင်းအားလျော်စွာဖြစ်တဲ့အကျိုးတရားမျှပဲလို့သုတ္တမယညာအကြားလောက်တော့ဒါကြားဖို့ထားရမယ်လို့ပြောတာဟုတ်ရဲ့လားပြီးတော့အဲ့ဒီအကြောင်းကြောင့်ဖြစ်တဲ့အဲ့ဒီယုတ်တနန္တတွေဟာဒလဇက်ဖြစ်ပေါ်ပြီးတော့ချုပ်ပြောက်နေကြတဲ့သဘောဆင်းရဲတဲ့သဘောအနှစ်သာရမရှိတဲ့သဘောမျှဖြစ်တယ်လို့အဲ့ဒါလောက်တော့အ ਨੇ ဆုံးကြားဖို့ထားရမယ်တဲ့ဝိပဿနာရှုမဲ့ပုဂ္ဂိုလ်ကဟုတ်ရဲ့လားအဲ့ဒါလို့ကြားဖို့ထားပြီးတော့ဇာရတယ်ခုနကသမထနီးနဲ့အာထုတ်လို့ပေါ့လေအဲ့ဒီဇံကထပ်ပြီးတော့အဲ့ဒီဇံကိုဒါဟာမရှိတော့ဘူးနောက်ထပ်ဇံစိတ်တစ်မျိုးဖြစ်တယ်အဲ့ဒီဇံစိတ်လည်းပျက်စီးသွားတယ်လို့ရှုတယ်ဆိုလို့ရှိရင်ဒါဝိပဿနာနည်းပေါ့သမထယာနိကဝိပဿနာနည်းပေါ့သမထကနေဝိပဿနာကိုတက်သွားတာသဘောပေါက်ရလားအေးအဲ့လိုရှုရင်းနဲ့မြင်တာတွေကြားတာတွေနားတာတွေစားတာတွေအာယုံ6ပါးခန္ဓာကိုယ်ပေါ်မှာထင်ရှားပေါ်လာတာဖြစ်ပေါ်လာတာကိုလိုက်ပြီးတော့တတိထားပြီးတော့သိအောင်ရှုမှတ်နေလို့ရှိရင်အဲ့ဒါဇန်စိတ်ကထားပြီးတော့အဲ့ဒါကိုရှုတယ်ပင်မသွားလို့ရှိရင်တခါဇန်ပြန်ဝင်စားအဲ့ဒီဇန်ကိုပဲထပ်ရှုတခါဇန်ကနေပြီးတော့ထင်ရှားပေါ်ရအာယုန်တွေပေါ်လာတဲ့ဟာကိုရှုအဲ့ဒါသမထယာနိကနီးလို့ခေါ်တယ်တဲ့နော်အင်မတန်စူပြေတဲ့နီးပေါ့သူကအင်မတန်ချမ်းသာတယ်ပေါ့ဝိပဿနာတရားအားထုတ်ရတာနောက်ဦးဇင်းတို့ဒုက္ခဝိပဿနာလိုပဲပြောသုဒ္ဓဝိပဿနာလိုပဲပြောဝိပဿနာကြီးတက်သွားတဲ့နီးရှိတယ်ဆိုတော့ကသမထယာနိကဝိပဿနာနီးကလည်းနိဗ္ဗာန်ရနိုင်တယ်နော်သမထကိုအခြေခံပြီးတော့ဝိပဿနာပါလာတဲ့အတွက်ကြောင့်နိဗ္ဗာန်ရနိုင်တယ်သဘောပေါက်ရဲ့လားဟောနောက်ထပ်တနည်းရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့သမထကိုမပါတော့ဘူးသူကဘာလုပ်လဲဆိုတော့ထင်ရှားဖြစ်ပေါ်ရာယုံ nant တရားတွေကိုဖြစ်နေတဲ့အခိုက်မှာသိအောင်ကြိုးစားတာဒါကအတူဆုံးပြောတာပါဟုတ်ရဲ့လားဘာတွေဖြစ်နေတုံးဆိုတော့ဒကာသမားတို့ဦးဇင်းတို့မှာမြင်တဲ့အခိုက်ကြားတဲ့အခိုက်နာတဲ့အခိုက်စားတဲ့အခိုက်ထိတဲ့အခိုက်တွေးတဲ့အခိုက်ဒီ6ခဏ6ဌာနမရှိဘူးလားရှိတယ်နော်ဒါပဲနော်တကယ်မိုင်းမြမြင်စေကြားစေနာစေစားစေထိစေသိစေအဲ့ဒီဖြစ်ပေါ်နေတဲ့အခြေအနေကိုဖြစ်ပေါ်နေတုန်းပြစ္ဆုတ်ပံအခိုက်အတန့်လေးမှာမိအောင်ထိအောင်သိအောင်ကြိုးစားကြည့်ရမယ်သိလားအဲ့ဒါလိုဖြစ်စေယုံ nant တရားတွေကိုဖြစ်နေတယ်လို့ဖြစ်နေတဲ့အတိုင်းလေးအမှန်တိုင်းသိရင်သိနေရင်အဲ့ဒါသုဒ္ဓဝိပဿနာပဲသိလားဝိပဿနာနည်းတက်နဲ့အဲ့ဒါကြိုးစားနေတာအဲ့ဒီမှာဦးဇင်းတို့အထုခါစားမှာတော့မြင်တိုင်းကြားတိုင်းနားတိုင်းစားတိုင်းထိတိုင်းဘယ်သိနိုင်မှာမလို့အဲ့တော့မြတ်စွာဘုရားကလွယ်ရာထင်ရှားရာကနေပြီးတော့စတင်ဟောတယ်ဒါကြောင့်သတိပဋ္ဌာန်သုတ်မှာဘယ်ကနေပြီးတော့စပြီးတော့ရှုမှတ်ခိုင်းတော့ဆိုတော့ကာယ ानु ပဒနာသတိပဋ္ဌာန်ကနေပေါ်စပြီးတော့ရှုမှတ်ခိုင်းတယ်ဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့မှာလည်းပဲဘယ်အရာကထင်ရှားလဲလို့မေးရင်ထိတာဟာအင်မတန်ထင်ရှားတယ်မြင်တာတဲ့လည်းထင်ရှားတယ်ကြားတာတဲ့လည်းထင်ရှားတယ်နာနာစားတာတွေးတာတဲ့လည်းထင်ရှားတယ်မထင်ရှားဆုံးကတော့အတွေးသဘောတွေဟာမထင်ရှားဆုံးပဲဟုတ်ရဲ့လားဒါကြောင့်ထိတဲ့သဘောကိုအရင်သိအောင်ကြိုးစားရမယ်ဒါကြောင့်ဦးဇင်းတို့မာစီစတော်ဘုရားကြီးကတော့ဝင်လေထွက်လေထိတဲ့သဘောကိုသိပြီးတော့နေပြီးတော့အထုတ်တဲ့နည်းကိုလည်းသူပြောထားတာရှိတယ်ဒါမဲ့စတော်ဘုရားကြီးတစ်လုံးပြတော့တဲ့နည်းကဝမ်းပိုက်ဖောင်းလာတာပိန်ကျသွားတာဟုတ်လားအဲ့ဒီထိတဲ့သဘောကိုပင်တိုင်ထားပြီးတော့ကြံတဲ့အချိန်မှာဗာလေထင်ရှားပေါ်လာရာအတွေ့တွေပေါ်လာသလားခံစားချက်တွေပေါ်လာသလားကြားနေသလားမြင်နေသလားစိတ်ထဲမှာထင်ရှားရာဖြစ်ပေါ်ရာကိုလိုက်ပြီးတော့ရှုမှတ်တဲ့နည်းဒါကဘာကျော်နည်းပါပဲဟုတ်ရဲ့လားတခါကြီးမိုက်များအေးအဲ့ဒါဆရာတော်ကြီးပေးခဲ့တဲ့နည်းပေါ့ဒါသတိပဋ္ဌာန်နည်းပါပဲဟုတ်တယ်မို့လားအေးအဲ့တော့ဦးဇင်းတို့ပေးတာပေါင်းသူတော်ကောင်းတို့ကတကယ်တမ်းအနှစ်ချုပ်ပြီးတော့နားလည်ရမှာကခန္ဓာရဲ့ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုဖြစ်နေစေမှာဖြစ်နေတဲ့အတိုင်းလေးသိနေရင်သိအောင်ကြိုးစားနေရင်အဲ့ဒါဝိပဿနာတရားအထုတ်နေတာလို့နားလည်လို့မရဘူးလား
နားလည်လို့ရတယ်ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ထိုင်နေတဲ့အချိန်မှာဘယ်နာလေးကထိတာဟာစိတ်ထဲမှာထင်ရှားလေအဲ့ဒီထိတဲ့ဟာကိုလိုက်ပြီးတော့သိပါဆိုတော့ဘုရားကြီးညွှန်ပြတဲ့နေ့ကတော့သူကနာမည်ကလေးတက်ပြီးတော့ရှုခိုင်းတာရှိတယ်ဒီလားအဲ့ဒါပါဇက်နဲ့ယူရမှာမဟုတ်ပေါ့ထိရင်ထိတယ်တွေးရင်တွေးတယ်ကြားရင်ကြားတယ်ဟုတ်လားအဲ့လိုနာမည်အတက်ကလေးစိတ်အမှတ်ကလေးစိတ်ထဲကနေပြီးတော့ဆိုပြီးတော့မှတ်ရမယ်သဘောသူကအဆိုကအဓိကမဟုတ်ဘူးအဲ့ဒီဖြစ်ပေါ်နေတဲ့အရာရဲ့သဘောတဘာဝကိုထိထိမိမိသိဖို့ရာကဗราဏလို့လဲဆရာတော်ကြီးကအမိန့်ရှိတယ်ဟုတ်ရဲ့လားဒါပေမဲ့အဆိုကလေးမပါလို့ရှိရင်အာထုတ်ခါစားမှာပြန့်လွင့်တဲ့သဘောအဲ့လိုအပြစ်တွေဖြစ်တတ်တယ်တဲ့ပြန့်လွင့်တယ်ပေါ့အပြစ်ဆိုတာဟိုလိုအပြစ်ကြီးပြောတာမဟုတ်ပါဘူးနော်ပြန့်လွင့်တဲ့သဘောပိုင်စိုးပိုင်နေမရှိတဲ့သဘောဒီမှတ်ရတဲ့အာယုံမှာစီစီမိမိမရှိတဲ့သဘောဖြစ်မှာဆိုလို့ဆိုတော့ဘုရားကြီးကအဆိုကလေးပါအဆိုကအဓိကတော့မဟုတ်ဘူးနော်အဓိကကပါလေဖြစ်ပေါ်နေတဲ့ဟာကိုလက်တွေ့သိလိုက်ဖို့ကအဓိကဟုတ်ရဲ့လားအဲ့လိုသိတဲ့အခါကျတော့ဒီသိရတဲ့အာယုန်နဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာလောဘဒေါသဆိုတာဖြစ်လို့မရဘူးဒါပိဋကပေါင်းသူတော်ကောင်းတို့ပြစ္ဆုတ်ပန်တဲ့သိရင်သိနိုင်တဲ့လောက်ပြစ္ဆုတ်ပန်တဲ့သိရတဲ့အာယုန်နဲ့ပတ်သက်ပြီးတော့လောဘဒေါသမဖြစ်ဘူးဆိုတာဟာကိုယ်တိုင်အားထုတ်ကြည့်ရင်ဒါသိနိုင်တယ်ဟုတ်ရဲ့လားဒါကြောင့်ကမ္မထတရားဘယ်လိုအားထုတ်ရမလဲလို့ဒါဦးဇင်းတို့ဒုတိယအပိုင်းပြောနေတာနော်ဟုတ်ရဲ့လားအဲ့တော့ဒါဝိပဿနာနည်းတက်တက်အားထုတ်တဲ့နည်းပေါ့အဲ့ဒါကဘာလဲမြင်စေခဏကြားစေခဏနားစေခဏစားစေခဏထိစေခဏသိစေခဏမှာဖြစ်တိုင်းဖြစ်တိုင်းအဲ့ဒါကိုဘာလုပ်ရမလို့သိအောင်ကြိုးစားရမှာဟုတ်ရဲ့လားအေးအဲ့ဒါကိုဦးဇင်းတို့လက်တွေ့ကြဲကြဲပြန့်ပြန့်သိကျင်တော့ကျွမ်းကျွမ်းကျင်ကျင်အားထုတ်ထားကြတဲ့ဆရာသမားတွေကိုချင်းကပ်ပြီးတော့ကြိုးစားမှသာလေဒါကပြည့်ပြည့်စုံစုံဖြစ်လိမ့်မယ်ဒီအချိန်တိုလေးအတွင်းမှာအားထုတ်တဲ့နည်းကိုပြည့်ပြည့်စုံစုံကြီးဦးဇင်းတို့ပြောဖို့မဖြစ်နိုင်ဘူးဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့အကျဉ်းမြင့်ပဲပြောပြတာဟုတ်ရဲ့လားအဲ့တော့ဝိပဿနာနည်းတက်တက်အားထုတ်ရင်လည်းပဲနောက်ဆုံးယုံ nant တို့ရဲ့သဘောတဘာဝအမှန်ကိုသိပြီးတော့လောဘဒေါသငြိမ်းပြီးတော့လောဘဒေါသချုပ်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်မပြုတ်နိုင်ပေဘူးလားပြုတ်နိုင်တယ်သူလည်းနိဗ္ဗာန်မျက်မှောက်ပြုတ်နိုင်တယ်အဲ့တော့ဦးဇင်းတို့ပြောလိုက်တာတွေကိုပြန်ပြီးတော့စုကြည့်မယ်နော်ကမ္မထံတရားဘယ်လိုအားထုတ်ရမလဲဆိုတဲ့အပိုင်းဘာဝနာဆိုတာဘယ်နှပါရှိလဲသမထဘာဝနာဝိပဿနာဘာဝနာသမထဘာဝနာဆိုတာကမ္မထံတရား40ရှိပါတယ်မေတ္တာပို့တာတွေလည်းအဲ့ဒီထဲပါတယ်အဲ့ဒါကတော့ကြိုးစားရင်နဲ့စောစောကအသေးစိတ်လေးနည်းနည်းပြောခဲ့တယ်ဇံရပြီးတော့နောက်ဆုံးဆက်ကြိုးစားမယ်ဆိုရင်အဘိညာဉ်တွေရပြီးတော့တကိုးဘက်ကိုရောက်မသွားဘူးလားရောက်သွားတယ်သူဒီစိတ်ငြိမ်းချမ်းပြီးတော့ဗြဟ္မာဖြစ်ယုံမျှပဲဒုက္ခကတော့မလွတ်နိုင်ဘူးသို့တော့သူ့ကိုအခြေခံထားပြီးတော့ဝိပဿနာဘက်ကိုတက်မယ်ဆိုလို့ရှိရင်တော့ဒုက္ခမငြိမ်းနိုင်ဘူးလားငြိမ်းနိုင်တယ်အဲ့ဒါကြတော့ဝိပဿနာနည်းတဲ့ကိုထည့်လိုက်တာနော်အဲ့တော့ဝိပဿနာဘာဝနာဆိုတာကြတော့သမထအခြေခံပြီးတော့ဝိပဿနာနဲ့သွားတဲ့သမထယာနိကနေဝိပဿနာကြီးတက်တက်သွားတဲ့သုဒ္ဓဝိပဿနာယာနိကနေဆိုပြီးတော့ဝိပဿနာကြတော့ဘယ်နှနည်းခွဲထွက်လာတယ်နှစ်နည်းခွဲထွက်လာတယ်အဲ့ဒီနှစ်နည်းသလုံးဒီနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တယ်စောတော်ကပြောလိုက်တဲ့သမထနီးတက်တက်ကြီးကတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်မပြုနိုင်ဘူးဒုက္ခခတ်သိမ်းလည်းမငြိမ်းနိုင်ဘူးအဲ့တော့ဘာကအဓိကလဲဆိုရင်တော့ပိဋကပေါင်းသူတော်ကောင်းတို့သဘောပေါက်ကြပြီနော်ဝိပဿနာတရားကအဓိကပါဟုတ်ရဲ့လားအဲ့တော့ဝိပဿနာတရားဆိုတာဘာလဲလို့မေးရင်လည်းပဲလူငယ်တွေလွယ်လွယ်ပြောတတ်ပါစီကိုယ်ဘဝကိုယ်ခန္ဓာရဲ့သဘောတဘာဝတွေကိုနားလည်အောင်အမှန်တိုင်းသိအောင်ကြိုးစားတဲ့အလုပ်ပါလို့ပြောရင်လွယ်မလားဗျာမလွယ်ဘူးဟုတ်လားရုပ်ပိုင်းဆင်ရာတွေကိုသိအောင်ကြိုးစားမယ်စိတ်ပိုင်းဆင်ရာတွေသိအောင်ကြိုးစားမယ်ခန္ဓာမှုပိုင်းဆင်ရာတွေသိအောင်ကြိုးစားမယ်ဘာတွေပဲဖြစ်နေလေဒီခန္ဓာကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ဘာလုပ်တာတော့ကြိုးစားတာအဲ့ဒါဘာလုပ်တာလဲလို့မေးရင်တရားအားထုတ်တာပြောလို့မရဘူးလားဗျာရတယ်အဲ့ဒါကမ္မဋ္ဌာန်းတရားဘယ်လိုအားထုတ်ရမလဲဆိုတဲ့ဒုတိယပိုင်းပဲပိဋကရဲ့ဒီနေ့တရားကတော့နည်းနည်း6တောက်ရှိမယ်နော်ဟုတ်ရဲ့လားဒါပေမဲ့ဘဝမှာတကယ်အသုံးချမယ်ဆိုလို့ရှိရင်ဘလို့အကျိုးကျေးဇူးတွေရှိမလဲဆိုတာအဲ့ဒါတတိယပိုင်းမှာလာလိမ့်မယ်ဟုတ်ရဲ့လားဟောဒါဦးဇင်းတို့နှစ်ပိုင်းပြောပြသွားပြီနော်ကမ္မဋ္ဌာန်းတရားဘာကြောင့်အားထုတ်ရသလဲဟုတ်လားကမ္မဋ္ဌာန်းတရားကိုဘယ်လိုအားထုတ်ကြမလဲနော်ခုနောက်ဆုံးပိုင်းရောက်လာပြီသိလားကမ္မဋ္ဌာန်းတရားအားထုတ်ရင်ဘာအကျိုးရှိမှလဲတဲ့ဟုတ်လားအဲ့ဒီအကျိုးကျေးဇူးကိုကြာတော့ဦးဇင်းတို့တတိပဌာနာတုံမှာမြတ်စွာဘုရားဟောခဲ့တဲ့ဏိဒန်းမှာဟောခဲ့တဲ့တရားစကားတွေကိုအခြေခံပြီးတော့ပြောပြပါမယ်ကမ္မဋ္ဌာန်းတရားအားထုတ်လို့ရရှိနိုင်တဲ့အကျိုးတရားများပေါ့ဟုတ်ရဲ့လားအဲ့ဒါကိုတည်တည်ချာချာအာယုံစိုက်ရင်ကမ္မဋ္ဌာန်းတရားအားထုတ်ခြင်းစိတ်ပေါက်မှာပါတခါကြီးဒီကမကြီးများအထူးသဖြင့်လူငယ်တွေပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားက
သတိပဋ္ဌာန်တရားဘာဝနာတရားကိုအားထုတ်မယ်ဆိုလို့ရှိရင်ရရှိနိုင်တဲ့အကျိုးတရားကို9ပါးပြောထားတယ်ဒီတည်းဘယ်နှပါးပြောထားတယ်ဗျာ9ပါးပြောထားတယ်အဲ့ဒီ9ပါးကဘာတွေလဲဆိုတော့နံပါတ်1သတ္တနံဝိသုဒ္ဓိယာကမ္မထတရားကြိုးစားအထုတ်ကြတဲ့တတ္တဝါတို့ရဲ့တန်တာမှာရှိတဲ့ကိလေသာတရားတွေကိုတန့်ရှင်းစင်ကြယ်သွားစေတဲ့အကျိုးရှိတယ်တဲ့စိတ်ဓာတ်တွေတန့်ရှင်းသွားမယ်လို့ပြောတာခုတရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေရဲ့စိတ်ဓာတ်ဟာပုံမှန်အားဖြင့်ပဂတိအားဖြင့်တန့်ရှင်းတယ်လို့ပြောနိုင်မလားမပြောနိုင်ဘူးတရားဓမ္မတို့ဦးဇင်းတို့အခုအခြေအနေတိုင်းဆိုလို့ရှိရင်စိတ်ဓာတ်ဟာတန့်ရှင်းသလားမတန့်ရှင်းဘူးလူကျင်တရားတွေ့ရင်လောဘဖြစ်မယ်စိတ်တို့တရားတွေ့ရင်ဒေါသဖြစ်မယ်နော်မောဟတရားတွေလည်းရှိနေမယ်မေ့လျော့မှုတွေကိုအခြေခံပြီးတော့ပြိုင်ဆိုင်မှုတွေမနာလိုမှုတွေဝန်တုံမှုတွေစိတ်ဓာတ်ရဲ့အညစ်အကြေးတွေအများကြီးမရှိဘူးလားရှိတယ်အဲ့ဒါကမ္မထတရားကိုကြိုးစားအားထုတ်လို့ရှိရင်အဲ့ဒီစိတ်ဓာတ်ရဲ့အညစ်အကြေးတွေတန့်ရှင်းစင်ကြယ်သွားခြင်းဆိုတဲ့အကျိုးကျေးဇူးကိုရမယ်တဲ့အဲ့ဒီအကျိုးကျေးဇူးဟာအလွန်လိုချင်စရာကောင်းတဲ့အကျိုးကျေးဇူးပဲဘာဖြစ်လို့လဲဆိုတော့လူတိုင်းဒီအဲ့ဒီစိတ်ဓာတ်တန့်ရှင်းခြင်းအပြစ်ကင်းခြင်းကိုတန်ဖိုးထားလို့ပဲတရားဓမ္မတို့စဉ်းစားတော့လောကကြီးမှာလူဟာတန်ဖိုးရှိတော့ဟုတ်လားလောကကြီးမှာဗာလဲလူဟာတန်ဖိုးရှိတော့အဲ့ဒီလူမှာလဲကိုယ်ဒီဘယ်လိုလူကိုတန်ဖိုးထားလဲဘယ်လိုလူကိုမြတ်နိုးလဲဆိုတာစဉ်းစားပါပိဋကရင်ကိုဟာလည်းမဟုတ်ဖဲနဲ့အတင်းရခြင်းတယ်ဆိုတဲ့လူမျိုးကိုတန်ဖိုးထားနိုင်သလားဟာမရရင်ခိုးမှာပဲဆိုတော့အောင်ကိုလောဘကြီးတယ်ဆိုရင်တန်ဖိုးထားနိုင်မလားမထားနိုင်ပါဘူးထစ်ကနေရှိရင်ဒေါသတွေကြီးဖြစ်နေတဲ့မှုကိုကြီးအမြဲတမ်းပြနေတယ်ဆိုတဲ့လူတယောက်ကိုအဲ့ဒီအခြေအနေမျိုးမှာတန်ဖိုးထားနိုင်မလားမထားနိုင်ဘူးဘာလဲမသိဘူးလို့ဖြစ်ရတယ်ဟုတ်ရလားကင်မာနတွေတအားကိုကြီးနေတယ်ကိုယ့်ဟာကိုယ်အထင်ကြီးထင်ပြီးတော့ဟာခက်ထန်ထန်ဖြစ်နေတဲ့လူတယောက်ကိုတန်ဖိုးထားနိုင်မလားမထားနိုင်ဘူးမနာလိုမှုတွေဝန်တုံမှုတွေများနေတဲ့လူတယောက်ကိုသိရတယ်ဆိုရင်တန်ဖိုးထားနိုင်မလားမထားနိုင်ဘာပြုလို့တော့လူကဒီလူပဲနော်ဘာရှိလို့တန်ဖိုးမထားတာတော့အဲ့ဒီမကောင်းတဲ့စိတ်ရှိလို့တန်ဖိုးမထားတာကိုကသူများကိုမကောင်းတဲ့စိတ်ရှိလို့တန်ဖိုးမထားဘူးဆိုရင်ကို့မှာတကယ်လို့မကောင်းတဲ့စိတ်ကြီးရှိမယ်ဆိုရင်တပါးသောသူကတန်ဖိုးထားမလားမထားဘူးအဲ့တော့လောကကြီးမှာမြတ်နိုးကြတယ်တန်ဖိုးထားကြတယ်ဆိုတာဘာကိုမြတ်နိုးတာလဲဘာကိုတန်ဖိုးထားတာလဲဆိုရင်စစ်ပေါက်စဉ်းစားကြည့်ရင်စိတ်ကောင်းနှလုံးကောင်းလေးကိုတန်ဖိုးထားကြတာမြတ်နိုးကြတာဒီယုတ်ခန္ဓာကြီးကိုလုံးဝတန်ဖိုးမထားဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်ပိသက်တို့တစ်ခါလေးစဉ်းစားကြည့်တချို့တယောက်နဲ့တယောက်သိပ်ပြီးတော့ချစ်ပါတယ်မြတ်နိုးပါတယ်ဆိုရကနေပြီးတော့ဟာသိပ်ပြီးတော့မုန်းပါတယ်မကြည့်ချင်ပါဘူးဆိုတဲ့အနေကိုရောက်သွားတဲ့လူတွေမရှိဘူးလားလူကြီးကတော့ဒီလူပဲပြောင်းသွားလို့ဘာကိုသဘောမကျလို့တယောက်နဲ့တယောက်ခွာပြဲသွားကြတာလေစိတ်ကိုသဘောမကျလို့သိကြတယ်မို့လားအဲ့ဒါဟုတ်တယ်နော်ဒါကြီးကတော့ငါလုံးဝလက်မခံနိုင်ဘူးဆိုပြီးတော့နော်အဲ့တော့ပိဋကတို့ကိုဦးဇင်းတို့ကဘာကိုပေါ်လွင်ထင်ရှားအောင်ပြောနေတာလဲဆိုတော့အသိဉာဏ်ရှိတဲ့လူသားတိုင်းစိတ်ဓာတ်တန့်ရှင်းမှုကိုအပြစ်ကင်းမှုကိုအလွန်တန်ဖိုးထားကြတယ်အလွန်မြတ်နိုးကြတယ်ကိုယ်လည်းပဲဒီတိုင်းပဲသူလည်းပဲဒီတိုင်းပဲအဲ့ဒီလူသားတိုင်းမြတ်နိုးတဲ့တန်ဖိုးထားတဲ့စိတ်ဓာတ်တန့်ရှင်းခြင်းအပြစ်ကင်းခြင်းဆိုတာကိုဘာဝနာတရားကိုကြိုးစားအားထုတ်ခြင်းဖြင့်ရနိုင်တယ်ဟုတ်ရလားဒါကြောင့်လူငယ်တွေဦးဇင်းတို့ပြောရရင်တော့စိတ်ဓာတ်ကတန့်ရှင်းသွားရင်ရုပ်ပိုင်းဆိုင်ရာကလည်းတန့်ရှင်းတဲ့အမူအရာလေးတွေပေါ်လာတာတဲ့ပြောရရင်စိတ်ဓာတ်ကလှပလာရင်ရုပ်လည်းလှလာတာဗျနော်လေတင်စားဆရာကြီးဦးစောချစ်ရေးတဲ့ဥပရိယုတ်ဆိုတဲ့စာအုပ်လေးကိုပိဿပေါင်းသူတော်ကောင်းတို့ဖတ်စေခြင်းတယ်လူတယောက်ရဲ့ရုပ်ရည်ဆိုတာသူ့ရဲ့စိတ်ဓာတ်ပေါ်မှာအဓိကပြဋ္ဌာန်းတာအဓိကမူတည်တာဟိုလှတာမလှတာကိုအဓိကပြောတာမဟုတ်ဘူးကျက်သေးရှိတာကြည်ကောင်းတာကြည်မကောင်းတာကြည်လိုက်ရရင်ရင်ထဲမှာအေးသွားတာဆိုတဲ့ရုပ်ရည်မျိုးကိုအဓိကထားပြီးတော့ပြောတာသဘောပေါက်ရလားဦးဇင်းပြောတာကိုနော်စိတ်ဓာတ်ကဟာသဘောကသိကောင်းတယ်အလိုဆန္ဒတွေကသိနေတယ်အတ္တတွေနေတယ်အကျိုးလိုလားတဲ့စိတ်တွေအများကြီးရှိတယ်ဆိုရင်အဲ့ဒီလူရဲ့ရုပ်ရည်ကိုကြည့်ရတာကိုကစပြီးတော့စိတ်မချမ်းသာဘူးလားချမ်းသာတယ်ဒါကြောင့်ကမ္မထာတရားအထုတ်ခြင်းအပြင်စိတ်ဓာတ်အပြစ်ကင်းတန်ရှင်းလှပပြီးတော့စိတ်ရဲ့မိယာရုပ်ကြီးပါရောပြီးတော့တန်ရှင်းလှပအပြစ်ကင်းတဲ့သဘောတွေမရနိုင်ဘူးလားရနိုင်တာပေါ့ဟုတ်လားဒါကြောင့်ဦးဇင်းတို့တချို့ဆရာတော်ကြီးတွေရှိရလေဟိုတရားတွေနဲ့ရင့်ကျက်ပြီးတော့သိကြည်ညိုစရာကောင်းတဲ့ဆရာတော်ကြီးတွေရှိတယ်လူတွေကဘာပြောတော့အရှင်ဘုရားဖူးကျင်လို့ပါမျက်နှာမှာလည်းအရည်တွေနဲ့တွန်းပြီးတော့ဘလို့လုပ်ပြီးတော့ဒီအိုမင်းနေတဲ့ရုပ်ကိုလူတွေကကြည့်ကျင်ကြရတာတော့ဘာကိုကြည့်ကျင်တာတော့ငြိမ်းချမ်းတဲ့သဘောအေးချမ်းတဲ့သဘောကြည့်လိုက်ရရင်စိတ်ထဲမှာ
တခါတည်းအေးသွားတဲ့သဘောဖူးမြင်ရတဲ့လူတွေရဲ့စိတ်ထဲမှာအဲ့ဒီခံစားချက်မရှိဘူးလားရှိတယ်အဲ့တော့ပိဿတို့ဒါလေးကိုဦးဇင်းကပုံပေါ်အောင်ပြောချင်တာဟုတ်ရဲ့လားအဲ့တော့စိတ်ဓာတ်တန့်ရှင်းမှုဘယ်လိုပဲလေးလေးနက်နက်ပဲတွေးတွေးအပေါ်ယံပဲတွေးတွေးလောကမှာမျက်နှိုးစရာအကောင်းဆုံးအည်အသွေးသည်စိတ်ဓာတ်တန့်ရှင်းခြင်းပဲစိတ်ဓာတ်လှပခြင်းပဲဆိုတာမသိနိုင်ဘူးလားအဲ့ဒီအကျိုးကျေးဇူးကိုဘယ်သူကပေးနိုင်တော့တရားအထုတ်ခြင်းအပြင်ရနိုင်တယ်ဟုတ်ရဲ့လားတရားအထုတ်ရင်စိတ်ဓာတ်တန့်ရှင်းလှပပြီးတော့စိတ်ရဲ့မှီရာရုပ်တည်ပင်လျင်ကြည်ကောင်းတဲ့အနေအထားကိုရနိုင်တယ်နော်အဲ့ဒါဦးဇင်းတို့ပထမရနိုင်တဲ့အကျိုးကျေးဇူးပဲနောက်ဦးဇင်းတို့ဒုတိယနဲ့တတိယကိုကြတော့မြတ်စွာဘုရားကတတွဲတွဲပြောတယ်။ဘာပြောထားလဲဆိုတော့သောကပရိဒေဝနံတမတိတ်ကမာယာတဲ့။စိုးရိမ်ခြင်းနဲ့ငိုကြွေးခြင်းကိုလွန်မြောက်သွားစေလိမ့်မယ်တဲ့။စိုးရိမ်ခြင်းနဲ့ငိုကြွေးခြင်းကိုလွန်မြောက်ခြင်းဆိုတဲ့အကျိုးကျေးဇူးကလည်းပဲတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာအင်မတန်ကိုလိုအပ်တယ်လို့ဆိုရမယ်။ဘာဖြစ်လို့လဲဆိုတော့တရားဓမ္မတို့ဦးဇင်းတို့ရဲ့အခြေအနေကစိုးရင်စရာတွေ့ရင်စိုးရင်ရအောင်မဲ့အခြေအနေငိုစရာတွေ့ရင်ငိုရအောင်မဲ့အခြေအနေပါဟုတ်ရဲ့လားအဲ့ဒီစိုးရင်မှုငိုကြွေးမှုကိုဒီတရားနှလုံးကိုရင့်ကျက်စွာကျင့်သုံးထားခြင်းအပြင်စိုးရင်စရာနဲ့တွေ့တော်လည်းပဲမစိုးရင်တဲ့အခြေအနေငိုစရာနဲ့တွေ့တော်လည်းပဲမငိုကြွေးရတဲ့အခြေအနေကိုရောက်အောင်ဒီတရားကတွန်းပို့လိုက်မယ်ဒီနေရာမှာပေးသက်ပေါင်းသူတော်တို့စစ်စစ်ပေါက်ပေါက်နားထောင်ပါနော်စိုးရင်စရာတွေမတွေ့အောင်တရားကလုံမှာမဟုတ်ငိုစရာတွေမတွေ့အောင်လုံမှာမဟုတ်ငိုစရာတွေနဲ့တွေ့နေတဲ့ကြားတွေကစိုးရင်စရာတွေနဲ့တွေ့နေတဲ့ကြားတွေကစိုးရင်မှုငိုကြွေးမှုမဖြစ်အောင်ဆိုတဲ့အည်အသွေးကိုပဲပေးမှာဟုတ်လားနောက်ဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုလို့ချမ်းသာသွားပြီဆိုရင်တော့ပြိဋိနိဗ္ဗာန်စံသွားပြီဆိုရင်တော့ငိုစရာတွေစိုးရင်စရာတွေကိုတွေ့အောင်မလားအဲ့ဒီကြရင်တော့မတွေ့တော့ဘူးပေါ့ဗျာဟုတ်လားဘဝရဲ့လို့ရနေမယ်ခန္ဓာရဲ့လို့ရှိနေမယ်ဆိုရင်တော့ငိုစရာတွေစိုးရင်စရာတွေကတော့ဘာဖြစ်နေမလို့တွေ့နေမယ်သို့တော့စိုးရင်တတ်သောငိုကြွေးတတ်သောအခြေအနေကိုလွန်မြောက်အောင်လုပ်လို့မရဘူးလားရတယ်ငိုတရားတွေ့တဲ့ကြားတွေကစိုးရင်တရားတွေ့တဲ့ကြားတွေကငိုခြင်းကင်းအောင်စိုးရင်ခြင်းကင်းအောင်လုပ်မယ်ဆိုလို့ရှိရင်ဒီတရားသည်အစွမ်းအထက်ဆုံးသောအရာပဲဒါကိုလည်းပဲထိုက်တဲ့လောက်တရားနှလုံးကျင့်သုံးမှုတယ်ဆိုရင်ကိုယ်တိုင်အဲ့ဒီအည်သွေးကိုမရသေးပေမဲ့လို့ဒီအလုပ်ကိုလုပ်လို့ရှိရင်အဲ့ဒီဟာတဖြည်းဖြည်းနဲ့ရလာလိမ့်မယ်ဆိုတာသိကိုသိနိုင်တယ်သဘောပေါက်လားဒါကြောင့်စိုးရင်ရအောင်ပဲငိုရအောင်ပဲတရားဓမ္မတို့ဦးဇင်းတို့တွေဟိုဒါတဲ့ပူပြီးတော့မှန်မှန်ပြောရရင်တော့စိုးရင်စရာတွေငိုကြွေးစရာတွေတွေ့ရအောင်မဲ့တရားဓမ္မတို့ဦးဇင်းတို့တွေစိုးရင်ချင်းငိုကြွေးခြင်းကင်းခြင်းဆိုတဲ့အကျိုးကျေးဇူးကိုရစေနိုင်တဲ့ဒီတရားကိုကြိုတင်ပြီးတော့ကြိုးစားအထောက်ထားကြဖို့မလိုဘူးလားလိုတယ်တော့တစ်ချိန်မှတွေ့မှာနော်တကယ်ကြီးမှယူများဘယ်လိုအခြေအနေမျိုးဟာစိုးရင်စရာငိုကြွေးစရာဖြစ်မယ်တော့ပျက်စီးမှုနဲ့ကြုံတဲ့အခြေအနေမျိုးပေါ့ပျက်စီးမှုဆိုတာမကြုံမဲနေမှာလားတစ်ချိန်ချိန်မှကြုံလိမ့်မယ်အကြီးကြီးကိုဆိုလိုတာတစ်ချိန်ချိန်မှဆိုတာကဟုတ်ရဲ့လားဒါကြောင့်ဒုတိယနဲ့တတိယအကျိုးကျေးဇူးတရားအထုတ်ရင်ဘာရနိုင်တယ်လဲဘာအကျိုးရှိတယ်လဲဆိုတဲ့မေးခွန်းရဲ့အဖြေပေါ့ဟုတ်ရဲ့လားဦးဇင်းတို့နောက်ပြီးတော့စရုထနဲ့ပြင်စမအကျိုးကျေးဇူးတဲ့အဲ့ဒါကိုကြတော့မြတ်စွာဘုရားဘာဟောလဲဆိုတော့ဒုက္ခဒေါမနတန္တအထင်ကမာယာတဲ့ကိုယ်ရဲ့ဆင်းရဲခြင်းဒုက္ခစိတ်ရဲ့ဆင်းရဲခြင်းဒေါမနတတရားတွေကိုချုပ်ငြိမ်းသွားစေနိုင်နေတဲ့ကိုယ်ဆင်းရဲခြင်းဒုက္ခစိတ်ဆင်းရဲခြင်းဒေါမနတတရားတွေကိုဗါတဲ့တော့ချုပ်ငြိမ်းသွားခြင်းနိုင်နေတဲ့ဒီနေရာမှာပိဿပေါင်းသူတော်ကောင်းတို့အထူးသဖြင့်လူငယ်တွေပေါ့တရားအထုတ်ကြလို့ဒီဘက်ခေတ်မှာယောဂပျောက်ကြတဲ့လူတွေတနည်းအားဖြင့်ကိုယ်ဆင်းရဲငြိမ်းကြတဲ့လူတွေအများကြီးရှိတယ်သိလားစိတ်ကချမ်းသာတော့စိတ်ရဲ့မိယာရုပ်ပါကြည်လင်အေးချမ်းတဲ့သဘောတွေဖြစ်ပြီးတော့တချို့ယောဂတွေပျောက်ကင်းသွားတာတွေရှိတယ်ဆိုကြပါစို့ဝိညာကန္တာတွေဆိုတာကတော့မပြောနိုင်ဘူးပေါ့လေကမ္မဝိပါကောအစဉ်တည်းရောကံရဲ့အကျိုးပေးကလည်းမကြံစီနိုင်အောင်စမ်းကြယ်တာဆိုတော့ပြောလို့တော့မရဘူးပေါ့ဟုတ်လားသို့တော့ဓမ္မဝိပါကောဆိုတာကတော့အစဉ်တည်းရောပဲမဟုတ်လားတခါကြီးဒီမကြီးများတရားရဲ့အကျိုးပေးကတော့အစဉ်တည်းရလို့ပြောလို့မရဘူးလားရတယ်ဒါကြောင့်တရားနှလုံးကျင့်သုံးပြီးတော့ယောဂဝေဒနာပျောက်ကင်းသက်သာကြတဲ့ပုဂ္ဂိုလ်တွေရှင်းတုန်းကလည်းရှိခဲ့တယ်အခုလည်းရှိနေစေပဲနောက်လည်းအထုတ်တဲ့လူတွေရှိနေသေးသမျှရှိနေအောင်ပါပဲဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကတော့ဒီမှာရဲရဲဝံ့ဝံ့ဒါအာမခံထားတယ်လို့ပဲပြောကြပါစို့ကိုယ်ဆင်းရဲခြင်းဒုက္ခစိတ်ဆင်းရဲခြင်းဒေါမနတတရားတွေကိုဘာလို့သွားသိနိုင်တော့ချုပ်ငြိမ်းသွားသိနိုင်တဲ့၅မျိုးရှိပြီနော်တရားအထုတ်ရင်ရရှိနိုင်မဲ့အကျိုးတရားများဟုတ်ရဲ့လားပြီးတော့ဗာဆက်ပြောထားတော့ဆိုတော့ညာယတ္တအဓိကမာယမဲ့ဉဏ်ကိုရလိမ့်မယ်တဲ့
တရားဓမ္မတို့ဦးဇင်းတို့ဆူတောင်းနေတဲ့သစ္စာလေးပါးကိုထိုးထွင်းသိမြင်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့ဉာဏ်ပေါ့အဲ့ဒီမဲ့ဉာဏ်ကိုဝိပဿနာတရားကြိုးစားအထုတ်ခြင်းဖြင့်မရနိုင်ဘူးလားရနိုင်တယ်နိဗ္ဗာန်၌သာသိသိကိရိယာယနိဗ္ဗာန်ကိုမျက်မှောက်ပြုလိုက်မယ်ဆိုပြီးတော့အကျိုးတရားဘယ်နှပါးပြောထားတော့9ပါးပြောထားတယ်ဟုတ်ရဲ့လားအဲ့ဒါတရားအထုတ်ခြင်းဖြင့်ရရှိနိုင်တဲ့အကျိုးတရားများနော်အဲ့တော့ဒီနေရာမှာဦးဇင်းတို့ကိုယ်တိုင်လုံးမကြည့်ပဲနဲ့ဒီအကျိုးကျေးဇူးတွေရမယ်ဆိုတာဖြစ်နိုင်မယ်မထင်ပါဘူးလို့ဝေဖန်ချက်တော့မစောသေးခြင်းဘူးသိရလားနော်ဒါကိုဖြစ်နိုင်မယ်မထင်ပါဘူးဆိုတဲ့လူတွေဒီကနေ့ခေတ်မှာမရှိနိုင်ဘူးလားရှိနိုင်တာပေါ့ဗျာလုံးမကြည့်ပဲနဲ့လေဟုတ်ရဲ့လားလက်တွေ့စမ်းမကြည့်ပဲနဲ့လေမြတ်စွာဘုရားရဲ့တရားတော်ကတန်ဋိဋ္ဌိကကိုယ်တိုင်သိနိုင်တယ်လို့ဘုရားကပြောမထားဘူးလားကိုယ်တိုင်သိနိုင်တဲ့တရားကိုကိုယ်တိုင်သိအောင်လုပ်လိုက်ပြီးတော့အဖြေထုတ်ရင်တော့အကောင်းဆုံးပေါ့ကိုယ်တိုင်သိအောင်လည်းမလုပ်ဘဲနဲ့အတွေးလောက်နဲ့ဝေဖန်ပြီးတော့လေးကမ်းနေမယ်ဆိုရင်တော့အကျိုးတူးနဲ့လွဲမှာပဲဟုတ်လားအဲ့ဒါလို့ဒါမဖြစ်နိုင်ပါဘူးလို့ထင်တဲ့လူတွေဒီကနေ့ခေတ်မှာရှိတယ်လို့မြတ်စွာဘုရားလက်ထက်ကလည်းရှိတာပဲဗျဟိုဦးဇင်းတို့ဗိမိတာရမင်းကြီးရဲ့သားဖြစ်တဲ့ဇေယသေနမင်းသားကတနေ့တော့ကိုရင်ကြီးတစ်ပါးစီအစိရဝတ္တလို့အမည်ရတဲ့ကိုရင်ကြီးတစ်ပါးစီကိုရောက်လာပြီးတော့အရှင်ဘုရားတို့မြတ်စွာဘုရားဟောထားတဲ့တရားအချင်းချုပ်လေးပြောပါပေါ့အဲ့လိုပြောတဲ့အခါကျတော့ကိုရင်ကငါပြောလို့ရှင်မင်းနားမလဲရင်မင်းဒုက္ခရောက်မယ်ဒါကြောင့်ငါမပြောချင်ဘူးဟာပြောပါနားလေတံကောင်းပါရဲ့အဲ့တော့ကိုရင်ကအေးငါပြောလို့ရှင်မင်းဟုတ်တယ်တွေမဟုတ်ဘူးတွေယုံတယ်တွေမယုံဘူးတွေမင်းမပြောနဲ့နော်ဟာအဲ့လိုတားတာကိုရင်ကအဲ့လိုပြောတော့မင်းသားကကင်ပြောပါဆိုတော့ကိုရင်ကမှန်မှန်ကန်ကန်ပြင်းပြင်းထန်ထန်ကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်အသိဉာဏ်တူးတွေငြိမ်းချမ်းမှုတွေကိုရနိုင်တယ်ဆိုတဲ့အကြောင်းအသေးစိတ်ကိုရင်ကပြောပြအဲ့လိုလည်းပြောပြီးတော့မင်းသားကဘာပြောလဲဆိုတော့ဒါမဖြစ်နိုင်ဘူးဆိုတော့ထသွားရောသိလားအဲ့မှာကိုရင်ကဟောဒီမင်းသားကငါပြောတော့ကတော့မငင်းပါဘူးလက်ခံမမယ်လို့ပြောပြီးတော့အခုတော့မဖြစ်နိုင်ဘူးဆိုတော့ထသွားတယ်ဆိုတော့ကိုရင်ကဘာဖြစ်တုံးဆိုစိတ်ထဲမှာနည်းနည်းမြက်သွားမှာပေါ့လေအဲ့ဒါနဲ့လူတွေတော်တော်ခက်တာပဲဆိုပြီးတော့မြတ်စွာဘုရားကိုသွားလျှောက်တယ်ရှင်ဘုရားဇေယသေနမင်းသားကတရားတွေကိုဒီလိုကြိုးစားအထုတ်ရင်မဖြစ်နိုင်ဘူးဒီအကျိုးကျေးဇူးတွေရမယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပြောသွားတယ်အဲ့တော့မြတ်စွာဘုရားကဘာအမင်းရှိလဲဆိုတော့စိရဝတ္တကိုရင်တဲ့ဟောဒီလောကကြီးမှာနိခမဆိုတဲ့ထွတ်မြောက်မှုကြောင့်သိနိုင်မြင်နိုင်တဲ့ဒီတရားချမ်းသာကိုကာမဒေါထဲမှာနေပြီးတော့ကာမဂုဏ်ချမ်းသာကိုပဲအထွတ်ထိပ်ချမ်းသာထင်ပြီးတော့ရှားဖွေးနေတဲ့ဇေယသေနလိုမင်းသားမျိုးမသိနိုင်ဘူးတဲ့မြတ်စွာဘုရားကအဲ့ဒီမှာဘာဆက်ပြောတော့ဆိုတော့ပေးတဲ့ဥမာလေးကိုသဘောကျလို့ပါဒါလေးကိုပြောချင်တာလိမ္မာတဲ့ဆင်လိမ္မာမြင်းလိမ္မာတွေလှုပ်တဲ့အလုပ်မျိုးကိုဆင်ရိုင်းမြင်းရိုင်းနေမလုံးနိုင်ဘူးတဲ့ပိဿရေအင်မတန်ကိုကောင်းတဲ့ဥပမာနော်အင်မတန်လိမ္မာတဲ့ဆင်လိမ္မာမြင်းလိမ္မာတွေလှုပ်ပြသလိုမျိုးဆင်ရိုင်းမြင်းရိုင်းနေလုံးနိုင်မှာမလားဖယ်လုံးနိုင်မလို့သူတို့လေ့ကျင့်မှုမှမရှိဘဲနဲ့သူတို့ကိုသင်ကြားထားတာမှမရှိဘဲနဲ့ဟုတ်ရဲ့လားအဲ့လိုပဲယဉ်ကျေးမှုအစစ်လေ့ကျင့်မှုတွေနဲ့ရရှိထားတဲ့ဒီတရားချမ်းသာကိုလုံးဝလေ့ကျင့်မထားတဲ့ယဉ်ကျေးမှုမရှိတဲ့လူတွေသိနိုင်စရာအကြောင်းရှိမလားမရှိဘူးဗျဟုတ်ရဲ့လားဒါကြောင့်ဆင်လိမ္မာမြင်းလိမ္မာတို့လှုပ်တဲ့လှုပ်ရမျိုးဆင်ရိုင်းမြင်းရိုင်းနေမလုံးနိုင်ဘူးနောက်ထပ်ဥမာတစ်ခုထပ်ပြောတယ်မြတ်စွာဘုရားကတောင်ထိပ်ပေါ်ကနေကြည့်ပြီးတော့မြင်ရတဲ့ရှုခင်းအဲ့ဒီရှုခင်းကိုကြည့်ပြီးတော့မြင်ရတဲ့အရာသာမျိုးတောင်အောက်မှာနေရတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီရှုခင်းမျိုးကိုကြည့်ပြီးတော့ဖြစ်တဲ့အရာသာမျိုးမသိနိုင်ဘူးတဲ့သဘောပေါက်လားတောင်ထိပ်မှာနေရတဲ့ပုဂ္ဂိုလ်တွေတောင်ထိပ်ကနေကြည့်ပြီးတော့မြင်ရတဲ့ရှုခင်းမျိုးကိုတောင်အောက်ကနေမြင်နိုင်မလားမြင်နိုင်ဘူးဟုတ်ရဲ့လားဒါကြောင့်အသိဉာဏ်အရှင်းမြင့်အောင်ကြိုးစားအထောက်ထားကြတဲ့ပုဂ္ဂိုလ်တွေသိနိုင်တဲ့တရားချမ်းသာကိုအသိဉာဏ်အရှင်းမမြင့်ညသေးတဲ့ပုဂ္ဂိုလ်တွေသိနိုင်တဲ့အကြောင်းမရှိသေးဘူးနော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တကယ်သိကျင်ရင်တော့တကယ်ကြိုးစားဖို့ပဲရှိတယ်ဒီအကျိုးကျေးဇူးတွေကိုတကယ်ရကျင်တယ်ဆိုရင်တော့တကယ်ကြိုးစားဖို့ပဲမရှိဘူးလားရှိတယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာဏိကုံးချုပ်အနေနဲ့ဘာပြောကျင်တော့ဆိုတော့အင်္ဂုတ္တရနိကေတတ္တကနိဗ္ဗာန်မှာလာရှိတယ်ဘာဝနာသုတ်တံဆိုတာလေးကိုပြောကျင်တယ်သုတ်တံနာမည်ကိုကဘာဝနာသုတ်တံတဲ့စိတ်ဝင်စားတဲ့အကောင်းတယ်ဒီနေ့ဦးဇင်းဟောတာလဲဘာဝနာတရားနော်ဟုတ်လားအခုအပိုင်း၃ပိုင်းပြောပြီးသွားရင်ဒါဏိကုံးပိုင်းရောက်သွားတော့လားဟုတ်လားကမ္မထံတရားကိုဘာကြောင့်အာထုတ်တဲ့လဲဘယ်လိုအာထုတ်ရမှာလဲအာထုတ်တော့ဘာအကျိုးကျေးဇူးတွေရှိမှလဲဟုတ်လားအခုဆက်ပြောနေတာကဒီအကျိုးကျေးဇူးတွေဟာအာထုတ်မှရနိုင်မယ်အာမထုတ်ရင်မရနိုင်ဘူးဆိုတာကိုပြောမှာဟုတ်လားသုတ်တံနာမည်ကဘာတဲ့တော့ဘာဝနာသုတ်တံတဲ့အဲ့ဒီဘာဝနာသုတ်တံမှာမြတ်စွာဘုရားကဘယ်လိုဟောတာလဲဆိုတော့จิตသားတို့တဲ့ကိလေသာတရားတွေစိတ်ကိုပူလောင်စေတတ်တဲ့ဒီကိလေသာတရားတွေကို
ချုပ်ငိမ့်စေခြင်းလိုက်တာလို့ကင်းကျင်လိုက်တာအာသောတရားတွေကလွတ်ချင်လိုက်တာလို့ဘလောက်ပဲတန်တတောင့်တဖြစ်ခြင်းတဲ့ဘာဝနာတရားကိုကြိုးစားအားထုတ်ခြင်းမရှိဘူးဆိုလို့ရှိရင်အဲ့ဒီကိလေသာတရားအာသောတရားတွေဟာသူ့ရဲ့စိတ်ဟာလွတ်မှာမဟုတ်ဘူးတဲ့ဟုတ်လားကိလေသာအပူဓာတ်အလောင်ဓာတ်တွေအာသောတရားတွေကကင်းကျင်ပါတယ်လို့စိတ်ထဲကဘလောက်ပဲတန်တအားထုတ်မှုမရှိဘူးဆိုလို့ရှိရင်အာသောတရားကိလေသာတရားတွေကမလွတ်မြောက်နိုင်ဘူးအဲ့တော့ဘာတွေကိုအားထုတ်ရမှာလဲဆိုတော့အဲ့ဒီသုတ္တံမှာတော့မြတ်စွာဘုရားကဘောဓိပက္ခိယတရား38ပါးကိုပြောထားတယ်ကာယ ानु ပဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်စိတ်ဓာ ानु ပဒနာသတိပဋ္ဌာန်ဓမ္မ ानु ပဒနာသတိပဋ္ဌာန်ဆိုပြီးတော့သတိပဋ္ဌာန်ဘယ်နှပါလဲ၄ပါးနောက်ပြီးတော့တမ္ပပဋ္ဌာန်၄ပါးဟုတ်လားဣတိပတ်၄ပါးနော်ဘူ၅ပါးဣန္ဒြေ၅ပါးဘုဇင်9ပါးမဂ်ကင်10ပါးဆိုပြီးတော့ဒါဦးဇင်းတို့ဘောဓိပက္ခိယတရား38ပါးကိုတော့အကျေပြောဖို့အချိန်မရှိဘူးနော်အဲ့ဒီဘောဓိပက္ခိယတရား38ပါးကိုမပွားများဘူးဆိုရင်စိတ်ထဲကကိလေသာတရားတွေအာသောတရားတွေကဘလောက်ဖဲလွတ်မြောက်ခြင်းအဲ့ဒီပုဂ္ဂိုလ်လွတ်မြောက်မှာမဟုတ်ဘူးတဲ့ဥပမာဘာနဲ့တူလဲဆိုလို့ရှိရင်ကျမတကောင်ကဥတွေဥထားတယ်10လုံးသို့မဟုတ်12လုံးလောက်ဥတွေဥထားတယ်အဲ့ဒါကိုကျမကဥထားတယ်အဲ့ဒီဥတွေရဲ့အပေါ်သူဥထားတဲ့ဥတွေရဲ့ပေါ်ကိုတက်ပြီးတော့ဝတ်လည်းမဝတ်ဘူးတဲ့ဟုတ်လားပြီးတော့ဦးဇင်းတို့အဲ့ဒီကြက်ကလေးတွေရဲ့ဥကလေးတွေရဲ့အပေါ်မှာကြက်တို့ရဲ့အငွေ့ကိုလည်းမပေးဘူးတဲ့နော်ပြီးတော့ကြက်တို့ရဲ့အနံ့ကိုလည်းမထုံစေဘူးတဲ့အဲ့လိုဆိုလို့ရှိရင်ဒီကျမရဲ့စိတ်ထဲကအော်ငါရဲ့ဥကလေးတွေဟာဥလေးတွေမှာရှိတဲ့အကောင်လေးတွေဟာခြေတို့လက်တို့နဲ့ထိုးဖောက်ပြီးတော့ကြက်ဥကိုခွဲပြီးတော့ကောင်းစွာပေါက်ဖွားလာရင်ကောင်းမှာပဲလို့သူ့ရဲ့စိတ်ထဲကဘလို့ပဲတန်တဒီဥတွေကအကောင်တော့ဖြစ်လာမှာမဟုတ်ပေါက်လာမှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့မဝိတဲ့အတွက်ကြောင့်ဟုတ်လားအငွေမပေးတဲ့အတွက်ကြောင့်ကြက်တို့ရဲ့အနှံ့ကိုမပေးတဲ့အတွက်ကြောင့်ဒီကြက်ဥတွေဟာပုတ်လို့လာသွားလိမ့်မယ်အကောင်ကတော့ပေါက်လာမှာမဟုတ်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားပေးတဲ့ဥမာနော်အဲ့ဒါတဲ့တကယ်လို့များလူတယောက်ယဟန်တစ်ပါးကိလေသာတွေကင်းကျင်လိုက်တာအာသောတရားတွေကင်းကျင်လိုက်တာလို့တန်တမှုတောင်းတမှုမရှိတော့လဲပဲတဲ့ဟောပြောပုံလေးကသိလားအဲ့လိုစိတ်ထဲကကိလေသာတွေကင်းကျင်လိုက်တာလို့စိတ်မရှိတော့လဲပဲယခုနကပြောခဲ့တဲ့ဘောဓိပက္ခိယတရား38ပါးကိုပွားများမယ်လေ့ကျင့်မယ်ကြိုးစားမယ်အားထုတ်မယ်ဆိုလို့ရှိရင်အဲ့ဒီယဟန်ဒီအဲ့ဒီလူပုဂ္ဂိုလ်ဒီကိလေသာတရားတွေအာသောတရားတွေကလွတ်မြောက်လိမ့်မယ်တဲ့ဥထားတဲ့ကျမဒီသူ့ရဲ့ဥပေါ်မှာတက်ပြီးတော့ဝက်မယ်အငွေ့ကိုပေးမယ်အနံ့ကိုပေးမယ်ဆိုလို့ရှိရင်ဒီကျက်ဥထဲမှာရှိတဲ့အကောင်လေးတွေဟာဥကုံကိုထိုးဖောက်ခွဲပြီးတော့ထွက်လာကြမှာပဲဒါသဘာဝတရားပဲတဲ့ဟုတ်ရဲ့လားအဲ့ဒီမှာမြတ်စွာဘုရားကဥပမာတစ်မျိုးထပ်ပြီးတော့ပေးပြန်တယ်အဲ့ဒီဥမာလေးလည်းတော်တော်ကောင်းတယ်ဘာပေးလဲဆိုတော့လက်သမားကင်တဲ့ပဲကိုရိုးတဲ့ဟုတ်လားလက်သမားကင်တဲ့တူတို့ပဲကိုတို့ရဲ့အယိုးပေါ့နော်အဲ့ဒီပဲကိုရိုးတွေလက်သမားကင်တဲ့တူရိုးတွေဟာနှစ်ရှည်လာများကင်မာများတော့အယိုးပေါ်မှာလက်ချောင်းရာတွေထင်းနေတာပိဿပေါင်းသူတော်ကောင်းတို့တွေ့ဘူးကောင်းတွေ့ဘူးပါလိမ့်မယ်ဟုတ်လားအဲ့ဒါလို့အယိုးပေါ်မှာလက်ချောင်းရာတွေထင်းတာခွက်ပြီးတော့တောင်တချို့ဝင်းနေတာမရှိဘူးလားရှိတယ်အဲ့ဒါကိုလက်သမားဆရာကဟာဒီနေ့ဘလောက်နစ်သွားတာဒီနေ့ဘလောက်ကုံသွားတာဒီဘဲကိုရိုးဘလောက်ကုံသွားတယ်လို့အဲ့လိုတော့ပြောနိုင်မလားမပြောနိုင်ဘူးဒီဘဲကိုရိုးကုံသွားပြီဆိုတာတော့သိနိုင်တယ်ဒါပေမဲ့ဒီနေ့ဘလောက်ကုံသွားတယ်မနေ့တုန်းကဘလောက်ကုံသွားတာဟာအရင်လကဘလောက်ကုံသွားတာလို့အဲ့လိုတိတိကျကျတော့မသိနိုင်ဒါပေမဲ့ဒီဘဲကိုရိုးမှာအရာထင်းပြီးတော့ကုံသွားတယ်ဆိုတာကတော့မသိနိုင်ဘူးလားသိနိုင်တယ်အဲ့လိုပဲတရားနှလုံးကျင့်သုံးကြတဲ့ပုဂ္ဂိုလ်တွေငါဒီနေ့လောဘဒေါသဘယ်အတိုင်းတာထိလျော့သွားပြီမနေ့တုန်းကဘလောက်လျော့သွားပြီအဲ့လိုတော့တိတိကျကျမသိနိုင်ဘူးပေါ့သို့တော့ကုံသွားပြီဆိုရင်တော့ဟာဒါကုံသွားပြီလို့သိနိုင်ပါတယ်တဲ့နော်ဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့ဟိုအများကြီးမလုပ်ဖ ೇನೆ ဆန္ဒတွေသိစောဖို့တော့သိစောလို့တော့ရမှာမဟုတ်ဘူးနော်ဟုတ်ရဲ့လားဒီပဲကိုရိုးလေးထင်တယ်ဆိုတာတည့်ရမှာဘလောက်ထင်မလို့ဘလောက်ထင်တယ်လို့ပိုင်းခြားလို့ရနိုင်မလားမရနိုင်ဘူးအဲ့ဒါနဲ့ဥမာပေးထားတာမြတ်စွာဘုရားကသို့တော့ကုံသွားပြီဆိုရင်တော့ကုံသွားတယ်လို့မသိနိုင်ဘူးလားသိနိုင်တယ်အဲ့ဒါမြတ်စွာဘုရားပေးတဲ့ဥမာတစ်ခုနောက်တော့အဲ့ဒီသုတ္တမဲနောက်ဆုံးဥမာလေးတစ်ခုထပ်ပြီးတော့ပေးပြန်တယ်မြတ်စွာဘုရားကဗာပေးထားလဲဆိုတော့စစ်သားတို့တဲ့ဟိုဥယျာဉ်တို့သမုဒ္ဒရာထဲမှာပင်လယ်ထဲမှာခြေတုံးကမောင်းညတဲ့လှေတို့သင်္ဘောတို့ပေါ့လေဟုတ်လားအဲ့ဒါကျင်ကျိုးတွေနဲ့သူတို့ကတုတ်နှောင်ပြီးတော့ခိုင်ခန့်အောင်လုပ်ရတာပေါ့အဲ့ဒါအဲ့ဒီမှာလှေမှာတုတ်ထားတဲ့ကျင်ကျိုးဟာရေထဲကို6လလောက်
လှော်ခတ်ထားတဲ့မောင်းသွားပြုတ်ထားတယ်အဲ့ဒါဦးဇင်းတို့ဆောင်းကန်တွေကရောက်တော့အဲ့ဒီလေကိုတဲတောင်မြေမှာပြစ်တင်ထားလိုက်တယ်အဲ့ဒါလေဘူးတွေနေဘူးတွေကနှိပ်ဆက်ပြီးတော့အဲ့ဒီချိန်ကျိုးကမတောက်ချောက်ပြီးတော့တွေ့နေတယ်ပေါ့လေအဲ့ဒီချိန်မှာမိုးတွေကပြုံးပြီးတော့ရွာချလိုက်တယ်ဆိုလို့ရှိရင်ဒီချိန်ကျိုးတွေဟာအလွယ်တကူပဲဆွေးမြေ့ပြတ်တောက်သွားတာပါတဲ့သဘောပေါက်ရဲ့လားရေထဲမှာလည်းသွားထားတယ်ပြီးတော့နေဘူးလေဘူးတွေပြစ်ထားတယ်ပြီးတော့မိုးတွေကရွာချလာတယ်အဲ့တော့ဒီချိန်ကျိုးတွေကဘာဖြစ်တော့လွယ်တကူပဲဆွေးမြေ့ပြီးတော့ပြတ်တောက်သွားတယ်ဟုတ်လားအဲ့ဒါလိုပဲကမ္မဋ္ဌာန်းတရားကိုကြိုးစားတကယ်အားထုတ်တယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တန်ရောစဉ်နှောင်ကြိုးတွေဟာမခက်ခဲပဲနဲ့လွယ်ကူပဲပြတ်တောက်ဆွေးမြေ့သွားပါလိမ့်မယ်တဲ့မြတ်စွာဘုရားကဒါမဲ့ပေးတဲ့တို့စိတ်ထဲမှာစဉ်းစားကြည့်ပါအဲ့ဒီကြိုးဟာဘယ်ချိန်မှဘလောက်ဆွေးသွားပြီဘယ်ချိန်မှဘလောက်ဆွေးသွားပြီလို့တော့ပြောနိုင်မလားမပြောနိုင်ဘူးဒါပေမဲ့ပြတ်တောက်သွားတာတွေကိုမမြင်ဘူးလားသိမကြဘူးနော်ပြတ်တောက်သွားတာပဲဟုတ်တယ်မို့လားအေးဒါကြောင့်မြတ်စွာဘုရားကဥရှင်တို့အဲ့ဒီဘာဝနာလို့ဆိုတဲ့သုတ်တံမှာအဲ့ဒါလိုဟောထားတယ်ဒါကြောင့်ကြိုးစားအားထုတ်မှုမရှိဘဲနဲ့တော့အကျိုးရလဒ်ဟာရလာမှာမဟုတ်ဘူးဟုတ်ရဲ့လားပိဿပေါင်းတော်တို့နော်ကြိုးစားအားထုတ်မှုရှိရင်ကျမရဲ့ဥကလေးတွေဟာအကောင်ပေါက်လာသလိုလက်သမားကင်ထားတဲ့ပဲကိုရိုးဟာအရာထင်းလာသလိုဟုတ်လားကိုလုတ်တဲ့အလုပ်ဟာဘာဖြစ်လာမလို့အရာထင်းလာမယ်ဟုတ်လားလေတို့သင်္ဘောတို့မှာခြီတုပ်ထားတဲ့ကျင်ကျိုးတွေဟာဆွေးမြေ့သွားသလိုမျိုးတန်ရိုးစင်ကျိုးတွေဟာဆွေးမြေ့ပြီးတော့ပြတ်တောက်သွားတဲ့အဆင့်ကိုမရောက်ပေဘူးလားရောက်လိမ့်မယ်အဲ့ဒါကတော့ဦးဇင်းတို့တရားအထုတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အကျိုးကျေးဇူးတို့ရဲ့နောက်ဆက်တွဲဒီအကျိုးကျေးဇူးတွေဟာလည်းပဲအာထုတ်မှရမှာပါအာမထုတ်ရင်မရနိုင်ပါဘူးဆိုတဲ့အချက်ပေါ့ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီကနေ့ဦးဇင်းတို့ဘာဝနာတရားနဲ့ပတ်သက်ပြီးတော့ဘယ်နှချက်ပြောလိုက်တုံးဗျာ၃ချက်ပြောလိုက်တယ်နော်ဘာဝနာတရားကိုဘာကြောင့်အာထုတ်ရမှာလဲဟုတ်လားဘာဝနာတရားကိုဘယ်လိုအာထုတ်ကြမလဲဘာဝနာတရားကိုအာထုတ်တော့ဘယ်လိုအကျိုးကျေးဇူးတွေရမှာလဲဆိုအချက်ပဲတစ်ချက်လဲ၃ချက်ဘာကြောင့်အာထုတ်ရတယ်လဲဆိုတော့ဆင်းရဲဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးတော့ဒုက္ခခတ်သိမ်းချုပ်ငြိမ်းစေဖို့ဆိုပြီးတော့ရည်ရွယ်ချက်ထားပြီးတော့ဘာဝနာတရားကိုအာထုတ်ကြရတာဒုက္ခငြိမ်းဖို့အာထုတ်ရတာလူငယ်တွေနားလည်အောင်ပြောရရင်တော့လောဘဒေါသတို့ကြောင့်ဒုက္ခတွေဖြစ်တယ်လောဘဒေါသနည်းရင်ဒုက္ခနည်းမယ်လောဘဒေါသကိုနည်းစေဖို့အတွက်ဘာဝနာတရားကိုကြိုးစားအားထုတ်ကြရတာနည်းရကနေပျောက်သွားမယ်ဆိုရင်ဒုက္ခတွေပါပျောက်မသွားပြီဘူးလားပျောက်သွားလိမ့်မယ်အဲ့ဒါဘာဝနာတရားအားထုတ်ရခြင်းရဲ့အဓိကအကြောင်းတရားပဲဟုတ်ရဲ့လားအေးဘာဝနာတရားကြိုးစားအားထုတ်ရင်ဘလို့အကျိုးကျေးဇူးတွေရမှာလဲဆိုတော့စိတ်ဓာတ်ရဲ့အညစ်အကြေးတွေကင်းမယ်တော့စိုးရင်စရာငိုကြွေးစရာနဲ့တွေ့ရင်မစိုးရင်ပဲမငိုကြွေးပဲနဲ့ချမ်းချမ်းသာသာနေနိုင်လိမ့်မယ်ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုကိုလည်းပဲချုပ်ငြိမ်းသွားစေလိမ့်မယ်မဲ့ဉဏ်ဖူဉဏ်ရပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုလိမ့်မယ်ဘာဝနာတရားအထုတ်ခြင်းကြောင့်ရရှိနိုင်တဲ့အကျိုးတရားများဟုတ်ရဲ့လားဘယ်လိုအထုတ်ရမလဲဆိုတဲ့ဒုတိယပိုင်းကိုတော့ပြန်ပြီးတော့ဦးဇင်းတို့အနှစ်မချုပ်တော့ဘူးเนาะအဲ့ဒါကတော့ပိဿပေါင်းသူတော်ကောင်းတို့သူတော်ကောင်းတရားတွေအင်မတန်ထွန်းကားပါတယ်သိကျင်ရင်လွယ်ပါတယ်ဟုတ်ရဲ့လားဒီအချိန်တိုလေးတွေမှာဦးဇင်းတို့ကိုယ်အောင်မပြောနိုင်ဘူးเนาะဘယ်လိုအထုတ်ရမလဲဆိုတာကတော့သမထယာနိကနိဝိပဿနာယာနိကနိနော်ဝိပဿနာပါတယ်ဆိုလို့ရှိရင်မဉ္ဇဉ်ဘုံညာမျက်နှိဗ္ဗာန်ကိုမရနိုင်ဘူးလားရနိုင်တယ်သမထဘာဝနာကြီးတက်တက်ဖြင့်တော့မရနိုင်ဘူးပေါ့ဟုတ်ရဲ့လားဒါကြောင့်ဘေးသက်ပေါင်းတော်ကောင်းတို့ဘာဝနာတရားတွေကိုလှုပ်ဖို့အခွင့်အရေးအပြည့်အဝရှိတဲ့အကြောင်းတရားတွေပြည့်ပြည့်စုံစုံရှိနေတဲ့အခိုက်အတန့်မှာဘာဝနာတရားကိုကြိုးစားအားထုတ်ပြီးတော့ထိုဘာဝနာတရားကြောင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကိုရရှိအောင်ကြိုးစားကြဖို့မလိုဘူးလားလိုပါတယ်ဒီအချက်တွေကိုသိမြင်နားလည်ပြီးတော့ဒီကုန်းချုပ်သိရမှာကဒီအကျိုးကျေးဇူးတွေကိုရနိုင်တဲ့ဘာဝနာတရားဆိုတာကလေတကယ်အားထုတ်မှတကယ်အကျိုးကျေးဇူးကိုရမှာလို့သဘောပေါက်ပြီးတော့တတ်နိုင်တဲ့လောက်ကြိုးစားအားထုတ်ကြဖို့မလိုဘူးလားလိုပါတယ်ဒါကြောင့်ပြည်သားပေါင်းသူတော်ကောင်းတို့တတ်နိုင်သမျှကြိုးစားအားထုတ်ပြီးတော့ဘာဝနာတရားအားထုတ်ခြင်းကြောင့်ရရှိမဲ့အကျိုးကျေးဇူးတွေခံစားပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးမေတ္တာပို့ပြီးအဆုံးသတ်ကြရအောင်နော်